ရန်ချီးမွမ်းပါတယ်ဒီနေ့ဒီချိန်ထိကျွန်တော်မှုတော်ထဲမှာရှိခွင့်ပေးတဲ့ဖခင်နာမတော်ကဘာဆက်ဆက်ပုံကြည်လည်းမင်္ဂလာရှိပါစေလူတွေတော်များများကဲ့ရဲ့ချင်ကြတယ်ပြစ်တင်ချင်ကြတယ်ကျွန်တော်တို့ဒီချိန်မှာရိတ်သိမ်းရတဲ့အချိန်ကိုကြည့်ပြီးတော့မှလူတွေကဲ့ရဲ့ချင်တယ်ဒါပေမဲ့ကျွန်တော်စိုက်ပျိုးခဲ့တဲ့အရာဘယ်သူမှမမြင်ကြအောင်ဖျားကျေးဇူးတော်ကြောင့်ဒီဆရာနဲ့ပြန်တွေ့တဲ့အခါမှာလွန်ခဲ့တဲ့အနှစ်20ကျော်လောက်ကကျွန်တော်ကနေဒါမှာဖျားကျွန်တော်အသုံးပြုခဲ့တယ်တခြားလူမျိုးတွေထဲမှာအခုဒီဆရာနဲ့ပြန်တွေ့တဲ့အခါမှာကျွန်တော်ဘာခံစားရလဲဆိုတော့ကျွန်တော်အခုနဆရာဒီမနက် dream ရတယ်လို့ပဲကျွန်တော် double portion That's a confirmation, Pastor. That's a confirmation. 20 years ago, we met. I preached at your church, which is Portuguese Church. Is that Portuguese? Portuguese Church. Yeah, Portuguese speaking church, isn't it? Lungkere ninna sejo loga, jeno English gale. အခုလည်းအရန်ကျွမ်းတာတော့မဟုတ်ပေမဲ့အဲ့တုန်းဆိုဘယ်လောက်ဆိုးမလဲစဉ်းစားကြည့်ဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်ကို It's in Cambridge isn't it Cambridge right Cambridge ဆိုတဲ့မြို့မှာကျွန်တော်ဖိတ်ပြီးတော့မှတကယ်စိုင်းပုတ်ကြီးအကြီးကြီးနဲ့ကျွန်တော်နှုတ်ထားမှုအစီအစဉ်ဆိုတော့မှကျွန်တော်ခေါ်ဖိတ်ခဲ့တယ်အဲ့ချိန်တော့ကျွန်တော်အင်္ဂလိပ်စကားဘာဟောလို့ဟောရမှန်းတော့မသိတဲ့လူတယောက်တောင်းဆရာအခုနှစ်20ကျော်လောက်တော့ဆရာကိုဖိတ်ခေါ်ခဲ့တဲ့အမှုတော်ဆောင်တွေအားလုံးကိုဆရာဒီကိုပြန်ခေါ်ပြီးတော့ဆရာ bless လုပ်ဖို့ဆုံးဖြတ်လိုက်တာဘယ်တော့မမေ့ပါနဲ့နောက်နှစ်ထဲမှာearly next year, Pastor Lincoln, Sister Shanti, you remember? Yeah, I invite them to come here. Yeah. And also you have to come back next year. Yeah, I really want you to meet him, Pastor Lincoln and Sister Shanti. And also I just want to see your wife as well. So next time you have to bring your wife here. And this is a mountain city, but you like beach, I know it. So you don't like you like mountain city? That's good. Okay. Then my assistant pastor will take you to the beach. Pastor Sean will take you. There's a very beautiful beach in Thailand. Yeah, but even though he doesn't know how to swim, but he's gonna take you. So ကျွန်တော်နောက်နှစ်ထဲမှာလည်းပဲကျွန်တော်ဘုရားသခင်ဒီTrinidad Tobago ဆိုတဲ့လူမျိုးတွေထဲမှာလည်းအသုံးပြုခဲ့ပါတယ်ကျွန်တော်ပြန်စဉ်းစားတယ်နှစ်20လောက်တုန်းကကျွန်တော်မပြောတတ်မဆိုတတ်နဲ့သူတို့ဘာလို့ကျွန်တော်အကြီးကျယ်ဖိတ်ကြလဲကျွန်တော်နားမလည်ဘူးများအဲ့တော့သူတို့ enjoy ဖြစ်နေတာကျွန်တော်ကိုယ်တိုင်တော့နားမလည်တဲ့အင်္ဂလိပ်စကားကျွန်တော်ပြောတာကိုသူတို့ကကြိုက်ကြတယ်အထခါပြန်ဖိတ်တယ်တစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်အခုဖျားကျေးဇူးကြောင့်ဒီမှုတော်ဆောင်နဲ့ပြန်တွေ့ပြီးတော့မှနိုင်ငံတကာအတွက်ဖျားခင်ကျွန်တော်စသုံးဖို့ရန်အတွက်ပြင်ဆင်ခိုင်းတဲ့အရာတွေကျွန်တော်မြင်ရပါပြီဒါကြောင့်ဒီအရာတွေကတခုမှအချင်းကြီးမဟုတ်ဘူးဆိုတာကိုနားလည်ရပါတယ် You said double portion You just said double portion Yes. Why I said double portion? Because 20 years ago, I preached at Brazilian church, Canadian churches, and Trinidad churches, and there's so many different kind of ethnic group church I've been preached. Now, God spoke to me to invite
such as Pastor Lincoln, like Pastor Adalto, and the so many pastors that we known for a long time ago. So the reason God asked me to invite all the pastors like you, which is I'm going to do another level. I'm going to take you another level. I'm going to send you nation to nation to preach the gospel. That's why God opened a wide door for me to preach the gospel in 2026. 2026. I was invited to go to Australia last week, I think, last 2 weeks ago. I was there and preached to the Australian people. So many people, received the Holy Spirit. ကျွန်တော်ဘာကိုအဓိကပြောချင်လဲဆိုတော့ဒီနေ့ဟောမယ့်တရားကမျှော်လင့်ခြင်းလူတွေတော်တော်များများဘာကြောင့်ဘဝမှာဆုံးရှုံးနေရတာလဲလို့ပြန်ကြည့်တော့မျှော်လင့်ခြင်းမရှိလို့ဒါလေးကိုဒီနေ့ကျွန်တော်ညီကိုမောင်မတွေပြောပြချင်တယ်တေချာနားထောင်စေချင်တယ်မျောလင့်ခြင်းမရှိရင်လူဟာဘာမင်္ဂလာမှမရှိတော့ပြောကြည့်အောင်မျောလင့်ခြင်းပြောကြည့်အောင်မျောလင့်ခြင်း yes ဒီနေ့ဒီကဘာကြီးဟာသင်တို့ကိုအနှုတ်လက္ခဏာအပြည့်ထည့်ပေးနေတဲ့ကဘာကြီးဖြစ်တယ်ဒီကဘာကြီးကအနှုတ်လက္ခဏာကိုထည့်ပေးတယ်ဆိုပါစို့သင်ရဲ့လက်ရှိအခြေအနေကိုကြည့်ပြီးတော့မှမဖြစ်နိုင်တော့ပါဘူးဆိုတဲ့အခြေအနေပေါင်းမြောက်များစွာဖြစ်အောင်သူတို့ကအခြေအနေတွေကသင်ကိုတွန်းပို့ပေးတယ်ဆိုတော့သင်မမျှော်လင့်ရဘူးဘာတစ်ခုမှမမျှော်လင့်ရဘူးဒါဆိုတော့ကျွန်တော်ဘာပြောပြချင်လဲဆိုတော့မမျှော်လင့်ရသောကြောင့်ယုံကြည်ခြင်းရှိဖို့ဆိုတာဝေးသွားပြီမမျှော်လင့်ရသောကြောင့်ယုံကြည်ခြင်းရှိဖို့ဆိုတာဝေးသွားပြီဆိုတော့ယုံကြည်ခြင်းကသင်ကိုကြီးမားစွာသောမင်္ဂလာဖြစ်စေတာဖြစ်တယ်ယုံကြည်ခြင်းဘာဖြစ်စေတာလဲကြီးမားစွာသောမင်္ဂလာကိုဖြစ်စေတယ်ဒါပေမဲ့အဲ့ဒီယုံကြည်ခြင်းကဘယ်ကနေလာလဲဆိုတော့မျှော်လင့်ခြင်းကနေလာတယ်ဟေဘဲဩရာစာအခန်းကြီး7အငယ်1ကိုခဏလေးကြည့်အောင်2026အတွက်ကျွန်တော်စတင်ပြင်ဆင်နေပြီဖြစ်တယ်2026အတွက်စတင်ပြင်ဆင်နေပြီဖြစ်တယ်အာမင်2026အတွက်စတင်ပြင်ဆင်နေပြီဖြစ်တယ်โอเคဒီအသင်းတော်ဒီမျော်လင့်ခြင်းနဲ့ပြေးတဲ့အသင်းတော်ယုံကြည်ခြင်းနဲ့အသက်ရှင်တဲ့အသင်းတော်ဖြစ်သောကြောင့်ထူးခြားရမယ်အာမင်ချုပ်လူကပြောလိုက်မယ်ဆရာဒေးဗစ်လားကလူကြိုက်လိုက်ဟောတာကိုအဲကြောင့်လူကြိုက်မှာပေါ့ဒါဆိုလူကြိုက်နေလို့လည်းဟောကြည့်လေလူကြိုက်လိုက်ဟောလို့အောင်မြင်နေတာပေါ့ဆိုရင်အောင်မြင်အောင်လုပ်ကြည့်လေမှတ်ထားအောင်မြင်အောင်လုပ်ဘယ်တော့မှအောင်မြင်ဘူးပတ်စံကိုတတ်မှတ်နေသူရဲ့ဘယ်တော့မှပတ်စံမရှိဘူးအောင်မြင်အောင်လုပ်ဘယ်တော့မှမအောင်မြင်ဘူးအောင်မြင်ခြင်းတော့လိုက်ရင်လိုက်နဲ့ဆုံးရှုံးသွားတာပဲရှိတယ်ဒါမဲ့ဆရာဒေးဗစ်လာပြောနေတာကအောင်မြင်အောင်လုပ်ခိုင်းနေတာမဟုတ်ဘူးတင်တော့ယေရှုအပြင်အောင်မြင်တဲ့သူဖြစ်တယ်ဆိုတာသိစေချင်တာဖြစ်တယ်အာမင်ဘာကိုအောင်တာလဲလောကအောင်တာအာမင်လောကအောင်တာအသွေးသားကိုအောင်တာ
မာနကိုအောင်တာအာမင်ဘာအောင်တာလဲလောကအောင်မယ်တွေးတောအောင်မယ်မာနကိုအောင်ရမယ်ဒါပေမဲ့တခါလေးမှတင်းတို့ကဆုံးရှုံးမှုတွေများလာတဲ့အခါမှာအကောင်းဆုံးမမျှော်လင့်ရတော့ဘူး Come on ဆရာမကြားမှာဆိုလို့ပြန်ပြောချင်တယ်ဆုံးရှုံးမှုတွေများလာတဲ့အခါမှာအောင်မြင်ခြင်းကိုမမျှော်လင့်ရတော့ဘူးဟုတ်ပါသလားဆုံးရှုံးမှုတွေများလာတဲ့အခါမှာတင်းအောင်မြင်ခြင်းကိုမမျှော်လင့်ရတော့ဘူးအဲ့ဒါစာတိုင်းလှည့်ကွက်ပဲလေအဲ့ဒါစာတိုင်းလှည့်ကွက်ပဲလေအခြေအနေတွေအားလုံးကိုကြည့်လိုက်ဘာမှမျှော်လင့်စရာမရှိတော့ဘူး Hey ဆရာနားလည်အောင်ရှင်းပြမယ်မျှော်လင့်စရာမရှိတဲ့အချိန်မှာမျှော်လင့်ရတာမှအတိတ်ပဲရှိတာဖြစ်တယ်မျှော်လင့်စရာမရှိတဲ့အချိန်မှာမျှော်လင့်ရတာကအတိတ်ပဲရှိဆုံးဖြစ်တယ်နားရှိသောသူမိဒီကကြားပါစေဖခင်သားသမီးတွေကသူများနဲ့မတူသူတို့စဉ်းစားတဲ့ဘဝထူးခြားရမယ်သူတို့ဘာလို့ထူးခြားလဲသူတို့စဉ်းစားတာလောကနဲ့မတူလို့ထူးခြားတာဖြစ်တယ်ဒါပေမဲ့ဒီလောကကြီးကတင်တို့သူတို့နဲ့စဉ်းစားတဲ့ပုံမတူရင်တင်တို့ကဲ့ရဲ့လိမ့်မယ်ပြစ်တင်လိမ့်မယ်ရှုံချလိမ့်မယ်ဆဲလိမ့်မယ်ဆိုလိမ့်မယ်ဟလာပေါက်ကြရတယ်လာလုပ်လိမ့်မယ်သို့တော်တင်နားလေထားရမှာကတင်ကလောကသားမဟုတ်တဲ့အတွက်ကြောင့်သူတို့နဲ့တူစရာဘာအကြောင်းမှမရှိဘူးသူများဝေဖန်တာကဲ့ရဲ့တာရှုံချစရာလဲဘာမှကျူးဆိုင်စရာအကြောင်းမရှိဘူးအရေးကြီးတာတင်ဘသူကိုယုံလဲဆိုတာတင်သိဖို့ပဲအရေးကြီးတယ်ရှင်ဘောလောဘာပြောလဲမင်းတို့ငါ့ကိုကြိုက်တာပြောစေ I know whom I have believed ငါဘသူရှုံလဲဆိုတာငါသိတယ်ကြိုက်တဲ့လူကြိုက်တာပြောစေငါဘသူကိုရှုံလဲဆိုတာငါသိတယ်ငါဘသူလဲဆိုတာငါသိတယ်ငါဘသူလဲငါသိတော့ကြောင့်ငါသွားရမယ်လမ်းကိုငါသိတယ် Hallelujah ငါရောက်ရမယ်ပန်းနိုင်ကိုငါသိတယ် Come onငါရောက်ရမယ်ပန်းနိုင်ကိုငါသိတယ်ကြိုက်တဲ့လူဝေဖန်စေကြိုက်တဲ့သူကဲ့ရဲ့ပါစေတင်နားလေထားမှာကတို့ဖယားကဘယ်လိုဖယားမျိုးလဲတို့ဖယားကဘယ်လိုဖယားမျိုးလဲလိုက်ဆိုရအောင်ကျွန်တော်နောက်ကနေမျော်လင့်ခြင်းအရှင် Come on ပြီးသွားပြီတို့ဖယားကဘာအရှင်လဲမျော်လင့်ခြင်းအရှင်အေးလေကောင်းတဲ့လူတွေအတွက်တော့မျော်လင့်လို့ရမှာပေါ့အခုနကပဲပါစာဒေါက်ထိုပြောပြီးသွားပြီသူအကောင်းဆုံးလုပ်နေတဲ့ဟိုမှာတော့လူသက်သမားကြီးဒါမဲ့အဲ့ဒီလူရဲ့အခုနကဆရာပြောစကားမသိကောင်းတယ်ငါယေရှုကိုရှာတွေ့သွားတယ်ရှင်ထဲမှာပဲယေရှုကလည်းငါ့ကိုရှာတွေ့တယ်တဲ့ဟာလေလုယာတင်ကဖယားကိုမရှာနေပါစေဖယားကတင့်ကိုရှာနေတဲ့ဖယားဖြစ်တယ်ဘသူတွေအတွက်ရှာရလဲမျော်လင့်ခြင်းမဲ့နေတဲ့လူတွေအတွက်မျော်လင့်ခြင်းအရှင်ကမျော်လင့်ခြင်းပြည့်ဖို့ရှာနေတာဖြစ်တယ်တင်အနာကဘာမရှိနေပါစေမျော်လင့်ခြင်းအရှင်ကတင်ရဲ့အတ္တတော်အကောင်းဆုံးပြင်ဆင်ထားတယ်တင်ရဲ့အခြေအနေမကောင်းတဲ့အတွက်ကြောင့်တင်အကောင်းဆုံးမမျှော်လင့်ရဘူးဆိုရင်တင်ရှုံးသွားမှာပေါ့မျှော်လင့်ရရမယ်ဘိဓါမှာရှိတဲ့သူလက်ဆွဲနှုတ်ဆက်ပြီးတော့ပြောရအောင်အကောင်းဆုံးမျှော်လင့်ရပါအကောင်းဆုံးမျှော်လင့်ရပါအာမင်အကောင်းဆုံးမျှော်လင့်ပါရှာမကြောက်အကောင်းဆုံးမျှော်လင့်ပါမျော်လင့်ခြင်းမရှိအနာဂတ်မရှိတော့မျော်လင့်ခြင်းမရှိမရှိတော့တော့ကျမ်းစာထဲမှာဘာပြောလဲဆိုတော့သိနေတဲ့ချင်းသေးတယ်အသက်ရှင်တဲ့ခွေးရဒါပေမဲ့မျော်လင့်စရာအကြောင်းရှိတယ်ခွေးနဲ့ချင်းသေးနဲ့မျော်လင့်စရာတိုင်း compare လုပ်စရာဘာအကြောင်းမှမရှိဘူးနှိုင်းရှင်စရာဘာအကြောင်းမှမရှိဘူးဒါပေမဲ့
တေသွားပြီဆိုရင်မျောလင့်စရာမရှိတော့ဘူးပဲဒါမဲ့တင်အသက်ရှင်နေတဲ့အချိန်မှာတင်မျောလင့်ရဲရမယ်မျောလင့်ရဲရမယ်ပြောမျောလင့်ရဲရမယ်မျောလင့်စရာအကြောင်းမရှိဘူးဒါမဲ့မျောလင့်ရဲရမယ်မျောလင့်စရာအကြောင်းမရှိဘူးမျောလင့်ရဲရမယ်ဆိုတော့ဟုတ်ပြီကြည့်အောင်အလုံးယုံကြည်ခြင်းသည်မျောလင့်သောအရာခဏလေးရမယ်ယုံကြည်ခြင်းသည်ဆိုတော့ယုံကြည်ခြင်းလို့ပြောတာနဲ့ယုံကြည်ခြင်းကဘာမပါလို့မရဘူးလေမျောလင့်ခြင်းမပါလို့မရဘူးမမျောလင့်တတ်ရင်ယုံကြည်ခြင်းအဆင့်ကိုတက်လို့မရအောင်မမျောလင့်တတ်ရင်ယုံကြည်ခြင်းအဆင့်ကိုတက်လှမ်းလို့မရအောင်မမျောလင့်တတ်ရင်If you have no hope, there's no way to have faith. If you have no hope, no way to have faith. မျောလင့်ခြင်းကအရေးကြီးတယ်ဒါပေမဲ့လူတွေကမမျောလင့်ရဘူးနွားလဲဟလာမြန်မာပြည်နွားလဲစီးတဲ့အချိန်အမေရိကမှာမြင်းလဲစီးတဲ့အချိန်မှာလေးပေါ်ပြတ်မယ်ဆိုတာဘယ်သူမှမမျောလင့်ထားဘူးဘယ်သူမှလေရင်ပေါ်မှာဟလာလေရင်ပြန်ပေါ်မှာတက်စီးရမလို့ဘယ်သူမှမမျောလင့်ထားပါမဲ့ right brother ကစပြီးတော့မှလေရင်ဟလာစီးလိုက်ပြလိုက်တဲ့အချိန်ကနေစပြီးတော့မှလေရင်စီးလို့ရတယ်ဆိုတာသဘောပေါက်သွားတာအဓိကကျွန်တော်မြန်မာပြည်သားတွေအဓိကပြဿနာတစ်ခုခုဆိုရင် negative ကို positive ထပ်ပို့ယုံတယ်မျောလင့်ခြင်းဆိုတာက negative မဟုတ်မျောလင့်ခြင်းဆိုတာ positive come onမျောလင့်ခြင်းဆိုတာက negative မဟုတ်ဘူးမျောလင့်ခြင်းဆိုတာ positive သင် negative တွေးတတ်နေရင်အနုလက္ခဏာနဲ့ပြည့်နေရင်သင်ယုံကြည်ခြင်းဘယ်တော့မှမဖြစ်လာနိုင်ဘူးအနုလက္ခဏာနဲ့အသက်ရှင်တဲ့လူကဘယ်တော့မှယုံကြည်ခြင်းနဲ့အသက်မရှင်နိုင်ဘူးယုံကြည်ခြင်းမှာအနှုတ်လက္ခဏာမရှိဘူးယုံကြည်ခြင်းမှာအပေါင်းလက္ခဏာပဲရှိတယ်အယိုးတွေကိုကြည့်ခိုင်းတယ်ဖယားသခင်ကယေဇကျေလကိုအဲ့ဒီအယိုးတွေကအသက်ရှင်နိုင်သလားအဲ့ဒီအယိုးတွေကအသက်ရှင်နိုင်သလားပြောချင်တာပါလေမျောလင့်စရာမရှိတဲ့အရာမျောလင့်လို့ရလားမင်းတို့ငါမျောလင့်ခိုင်းမယ်အဲ့ဒီမျောလင့်စရာမရှိတဲ့အချိန်နဲ့မင်းအားဖြင့်ပြောင်းပြန်ဖြစ်အောင်ငါလှုပ်ချင်တယ်ဆိုတော့ဖခင်ကသူ့ကိုဘာ train လုပ်တာလဲဆိုတော့ try to think positive even though you are in negative situation try to think positive ဖခင်ကဘသူ့ကြည့်တာလဲဆိုတော့စဉ်းစားတဲ့ပုံတွေဟလာဆိုပါစို့မြင်းလဲစီးနေတဲ့အချိန်မှာ right brother လို့ဘယ်သူမှတွေးမှာမဟုတ်ဘူးright brother လို့ဘယ်သူမှတွေးမှာမဟုတ်ဘာအပေါ်လေးရှောက်လုပ်နေတာလဲမင်းမြင်းလဲနဲ့အဲ့ဒီ right brother တာဟလာမျောလင့်ခြင်းမရှိခဲ့ဘူးဆိုတော့တနေ့ငါတို့ကဟလာလင်းရင်စီးမယ်လို့တာမမျောလင့်ခဲ့ရင်ဒီနေ့ဒီငါတို့ကမြင်းလဲနဲ့ပဲနွားလဲနဲ့ပဲဖြစ်နေမှာမြင်းလဲဆရာနဲ့ငါမကျေနပ်နိုင်ဘူးနွားလဲဆရာနဲ့ငါမကျေနပ်နိုင်ဘူးအဲ့တော့ရောင်ရဲတင်းတိမ်ချင်းနဲ့လာမပြောနဲ့တိုးတက်နေရမယ်ရောင်ရဲတင်းနေနဲ့ပြောတော့ဘာမှတိုးတက်တာအဲ့ဒါဖျားလို့တော့မဟုတ်ဘူးဖျားလို့တော့ပါလေတိုးတက်နေရမယ်ပြောတိုးတက်နေရမယ်အမှုသစ်တွေပြုနေရမယ်မဖြစ်နိုင်တဲ့အရာတွေတိုးတက်တာမဖြစ်နေရမယ်
Come on ဆရာမကြောက်မဖြစ်နိုင်တဲ့အရာတွေတို့ရဲ့တတ်တာမှာဖြစ်နေရမယ် အာမင် Come on မဖြစ်နိုင်တဲ့အရာတွေတို့ရဲ့တတ်တာမှာဖြစ်နေရမယ်ဖြစ်လာရမယ်ခြားနာသောသူဖြစ်ရမယ်အာမင်တင်းမိသားစုတွေမှာတင်းရပထမဆုံးဘုရားခင်ချီးမြှောက်တဲ့သူဖြစ်ရမယ်တင်းမိသားစုတွေမှာတခါမှမရဘူးတဲ့မင်္ဂလာကိုရတဲ့သူဖြစ်ရမယ် Hallelujah အာမင် ဒီနေ့အစပြီးတော့တင်းရဲ့မျောလင့်ခြင်းဆိုတဲ့ပတ်တိုင်ကိုစထူရအောင်တင်းဘာလို့မမျောလင့်ရတာလဲဆရာသိတယ်ဘာလို့မမျောလင့်ရတာလဲသူများတွေတွေ့တော့ဟိုဟုတ်မှာပေါ့ဗျာကျွန်တော်ကောင်းမကောင်းလားကျွန်တော်ကောင်းမကောင်းလားမကောင်းတဲ့လူတယောက်ကအကောင်းဆုံးမျှော်လင့်လဲဘာမှရမှာမဟုတ်ဘူးလေဒါစဉ်းစားအဲ့စကားဟုတ်လားဆိုတာအဲ့ဒါဘာသာကြီးရိုက်ထည့်ထားတဲ့ပြဿနာဘာသာကြီးဘယ်လိုရိုက်ထည့်ထားလဲဟမ်မင်းအကောင်းဆုံးမျှော်နေရင်မင်းအကောင်းဆုံးဖြစ်ရမယ် No ဒါဆိုအကောင်းဆုံးဖြစ်စေအောင်မင်းလုပ်လို့ရလားလို့မရပြီးရင်ဆရာပြမယ်နောက်ခဏနေကြရင်နှုတ်ကပတ်တော်နဲ့ပြတော့မယ်တင်မျောနေရရမယ်တင်မျောနေရရမယ်အာမင်အာဗြဟံကအသက်100နာကပ်နေပြီသူမိမ90နာကပ်နေပြီခလေးမရဒါပေမဲ့ဖခင်ကမင်းတို့သားပေးမယ်လို့ပြောထားပြီးသားနောက်ဆုံးပြကောင်းငင်တမန်ကိုယ်တိုင်ကနေလာပြီးတော့မှသူတို့အိမ်ထဲလာပြီးတော့မှနောက်နှစ်ဒီအချိန်မှာမင်းတို့ခလေးရမယ်လို့ပြောတဲ့အချိန်မှာဆာရာရည်တယ်လေဆာရာရည်တယ်လေဆာရာရည်တယ်အားလုံးကြည့်အောင်ကပောက်ချန်ခန်းကြီးဆက်ရှင်ကျွန်တော် prophet ပြုတော့မယ်မဖြစ်နိုင်တဲ့အရာတွေတင်းတို့ဘဝမှာမဖြစ်နိုင်တဲ့အရာတွေစတင်ဖြစ်တော်မယ်ဆိုတာဘုရားစကားပြောနေတယ်Come on တင်းအထဲမှာမယုံနိုင်တဲ့ဝိညာဉ်ရှိရင်ထုတ်ပြလိုက်ပါမောင်းထုတ်လိုက်ပါတားလာစမ်းဒီမှာထိုင်မိုက်ကိုကိုင်ဘာသာဖတ်ခိုင်းတဲ့ကျမ်းစာဖတ်ဟေဘဲလေးတစ်ကိုဖတ်မင်းများဖတ်ဒီထဲမှာဆရာဒီနေ့ဝင်ငါတဲ့ဟာတိတ်ရစေခြင်းနဲ့ရောက်စေတယ်ဒါပေမဲ့ဘလောက်ပဲဖျားစကားပြောငါအတွက်လို့မခံယူမချင်းဖျားစကားတကူအရန်ကြီးတယ်ဒါပေမဲ့ငါအတွက်လို့မခံယူမချင်းငါအတွက်မဖြစ်လာဘူးဘာလို့ဒီလားဖျားသူ့ရဲ့စကားအကုန်ဖြစ်စေတယ်လူဖြစ်စေချင်ပေမဲ့လူကလက်ခံမှရတယ်ဘာကြောင့်လဲအလင်းဖြစ်စေလို့ပြောစัจ java ကြီးအလင်းကိုထုတ်ပေးရတယ်ကုန်းဖြစ်စေဆိုကုန်းကပေါ်လာတယ်အဲ့ဒါဖခင်ရဲ့စကား
ဒါပေမဲ့အခုဖျားစကားပြောပေမဲ့ငါတို့လက်ခံမရတယ်ဘာကြောင့်လဲသိလားတို့ကဖျားရဲ့တဒံနဲ့ညီဖန်ဆင်းခြင်းခံထားလို့ reject လုပ်လို့ရတယ် accept လုပ်လို့ရတယ်ဖျားရဲ့စကားကိုလက်ခံလို့ရတယ်ညှင်းပယ်လို့ရတယ်ဘာကြောင့်လဲအဲ့ဒါလူမှာပဲလုပ်ခွင့်ရှိတယ်ဘာလို့လဲလူကဖျားရဲ့တဒံနဲ့အညီဖန်ဆင်းထားလို့ဖြစ်တယ်ဒါကြောင့်သင်ရဲ့ရွေးချယ်မှုကအင်မတန်အရေးကြီးတယ်ဆရာဘလောက်ပဲတင်တို့ကိုဆွဲခေါ်ပါစေတင်တို့ negative ယုံနေရင် positive life တွေဝင်စားလို့မရဘူးတင်တို့ဘာလို့ negative တွေပြည့်နေသေးလား negative တမားတွေရဲ့ဝါဒကတင်ထဲမှာလွှမ်းမိုးထားလို့ချိုးလာပြောမယ်ဒေးဗစ်လာဆိုတာကလူတွေအကြိုက်ပဲလိုက်ဟောတယ်လူတွေအကြိုက်ဟောတာမဟုတ်ဘူးဆရာရဲ့ဖခင်အထဲမှာရှိတဲ့ရဆရာဒီတိုင်းတွေးတယ်ဒီတိုင်းပဲဆရာအမြဲတမ်းပြောတဲ့စကားရှိတယ်စင်ရသားလို့တွေးရင်စင်ရမှာပဲကြွယ်ဝတဲ့သူလို့တွေးရင်ကြွယ်ဝမှာပဲဆုံးရှုံးတဲ့သူလို့တွေးရင်ဖခင်ဘလောက်အောင်မြင်ခြင်းပေးဆုံးရှုံးမှာပဲဖခင်ကခါနာပြီကိုပေးထားပြီးသားဖြစ်လင်ကစားငါတို့ကအဲ့ဒီထဲကိုသွားရင်ငါတို့ကနှံကောင်ကဲသို့ဆုံးရှုံးမယ်လို့ခံယူထားတဲ့လူတွေအားလုံးကခါနာပြီထဲကိုဝင်ခွင့်မရလိုက်ပေမဲ့အဲ့ဒီခါနာပြီငါတို့ရဲ့စားစရာဖြစ်တယ်လို့ခံယူထားတဲ့ယောရှုနဲ့ကာလကအဲ့ဒီခါနာပြီထဲဝင်ပြီးတော့မှစားတဲ့ခွင့်ကိုဖခင်ပြင်ဆင်ပေးတယ်ချစ်တော်ညီကိုမောင်မတို့2026မှာယုံကြည်ရတဲ့သူကဝင်စားတဲ့ခွင့်ဖခင်ပေးပြီးတော့မယုံတဲ့သူကမြင်တော့လဲမစားရဘူးHallelujah. 2026မှာတင်းရတတ်တောင်ပြင်ဆင်ရအောင် Talk to your neighbor. Think positive. ဘေးနားမှာရှိပြောရအောင် Think positive လို့ပြောရအောင်ကျွန်တော်ရဲ့လက်ရှိချိန်နေကြည့်လို့ကျွန်တော်မပြောဘူးကျွန်တော်ဘာပြောလဲငါကဘာပတ်လို့တရားဟောမယ်နိုင်ငံတကာလူမျိုးတကာကိုတရားဟောမယ်မြန်မာလူမျိုးပဲမဟုတ်နိုင်ငံတကာတရားဟောမယ်ကျွန်တော် invitation တွေအခုအများနေပြီကျွန်တော်အခု cancel လုပ်လိုက်ရတယ်Mexico ဘာကြောင့်ဆိုကျွန်တော်22ရက်နေ့ကကွက်တီဖြစ်နေကျွန်တော်မလေးရှားမှာတရားဟောဖို့ Mexico မှာလူ1000နီးပါးတရားဟောဖို့မှာကျွန်တော်ဟောဖို့ဖိတ်ကြားခြင်းခံရတယ်လို့ဒီလားကျွန်တော်ဆွဲလန်းလို့လေဒါတနေ့မြန်မာလူမျိုးတွေထဲပဲမဟုတ်ဘူးလေအချိန်တိုင်းမှာကျွန်တော်ဗာစဉ်းထားလဲငါတခြားနိုင်ငံသားတွေရှေ့ငါရောက်သွားရင်ငါဘယ်လိုတရားဟောမလဲအမြဲတမ်းပြင်ဆင်နေတယ်အမြဲတမ်းပြင်ဆင်နေတယ်ဘယ်လိုစကားလုံးသုံးရမလဲပြင်ဆင်နေတယ်ဟိုရောက်တဲ့အခါကျတော့မှဖခင်တခင်သုံးခိုင်းတဲ့စကားသုံးရင်သုံးမယ်ဒါပေမဲ့ကိုယ့်ဘက်ကတော့ဘယ်လိုလေးဘယ်လိုဘာညာပေါ့ကွာ hope Hallelujah. Hallelujah. မျောလင့်ထားရတယ်ဗျညီကိုမောင်မတို့မမျောလင့်ထားမနဲ့ဘာမှဖြစ်လာဘူးငါအကောင်းဆုံးလုပ်မယ်လို့ခံယူအကောင်းဆုံးဖြစ်ရတဲ့ခွင့်ဖခင်ပြင်ဆင်ပေးတာပဲငါအဲ့ညရောက်အောင်သွားမယ်ဆိုရောက်တဲ့ခွင့်ဖခင်ပြင်ဆင်ပေးတာပဲအာမင်ထို့ကြောင့်ဖခင်သည်ဖခင်ချမ်းသာတဲ့သူဝင်ရတော့ဘာလဲကွယ်အခွင့်ကိုပေးသောဂတိတော်သည်ငါတို့၌ရှိလျက်နဲ့ဂတိတော်ရှိရနဲ့ငါတို့ကအဲ့ဂတိတော်တန်တရားသွားဖြစ်နေတာရှိရလျက်နဲ့ရှိတာကြာပြီတဲ့ရှိရလျက်ဆိုတာရှိတာတော်တော်ကြာနေပြီတဲ့ငါတို့ရွာလေနေတုံးမယ်တဲ့ဒါကိုပြောနေဒီကျမ်းစာဒါဆရာဒေးဗစ်လာရှင်းပြမှနားလည်မယ်အဖွဲ့တွေဖြစ်နေလို့ဖတ်တော့ဖတ်နာပဲနားမလဲတော့ရှိရလျက်ပါရှိရလျက်ပါညာရှိတာကြာနေပြီတဲ့တကယ်ချင်းတို့တဲ့တော်တော်ကြာနေပြီတဲ့ကြာတာမှခရစ်တော်တော်ပြန်ကြွလာတော့မယ်တဲ့မင်းတို့ချမ်းသာတဲ့ဝင်စားနေမင်းတို့ရွာလေနေတယ်ဒီကွာမြေကြီးထဲမှာရွာလဲနေတယ်မွေးလာလဲစင်စင်ရဲနဲ့သေတော့လဲစင်စင်ရဲနဲ့မွေးလာတဲ့ဟာလာဆုံးရှုံးမှုတဲ့ one nation နေနဲ့ပြန်ထွက်တော့လဲ one nation နေနဲ့ဖယားမသိတဲ့သူတွေမှဘာပြောလဲ Bill Gates ကဘာပြောလဲသိလားမင်းစင်စင်ရဲနဲ့မွေးလာတာမင်းအမှားမဟုတ်ဘူးတဲ့ဒါပေမဲ့စင်စင်ရဲနဲ့ပြန်သေသွားတော့မင်းအမှားတဲ့
မင်းမှာရွေးချယ်ပိုင်ခွင့်ရှိတယ်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်မင်းမှာမျှော်လင့်ပိုင်ခွင့်ရှိတယ်မျှော်လင့်တယ်လို့ဖြစ်မှမဖြစ်လာတာဆရာရဲ့မျှော်လင့်တယ်လို့မဖြစ်လာရင်အဲ့ဒီမျှော်လင့်တဲ့ထက်တာ၍ကောင်းတဲ့အရာကိုမျှော်လင့်တတ်ဖို့အဖျားခင်တင်နေတာဆိုတာသင်မသိလို့မဖြစ်ဘူးလေသိမကြလိုက်သိမကြလိုက်သိမကြလိုက်အေဖတ်3:20ဘာပြောလဲအေဖတ်3:20ဘာပြောလဲအေဖတ်3:20ဟမ်ငါတို့၌ပြုပြင်သောတကိုးတော်အတိုင်းငါတို့မရညီကိုမောင်မတို့သင်ကိုနေ့ရက်စင်းထဲမှာဖျားပြုပြင်နေတယ်အာမင်ဘာနဲ့ပြုပြင်တာလဲတကိုးနဲ့ပြုပြင်နေတယ်ခမောင်သင်မကြားလိုက်ဘူးဖျားသင်ရဲ့အထဲမှာဘာနဲ့ပြုပြင်တယ်တကိုးနဲ့ပြုပြင်တကိုးနဲ့ဘာကိုပြုပြင်တာလဲတကိုးနဲ့ဘာကိုပြုပြင်တာလဲသင်ရဲ့အနှုတ်လက္ခဏာနဲ့အပေါင်းလက္ခဏာဖြစ်အောင်ပြုပြင်နေတယ်ဖျားနဲ့ cooperate လုပ်တတ်ဖို့အရေးကြီးတယ်ဟာလေလုယာလောကရဲ့မဖြစ်နိုင်ပြောတော့သင်သဘောသွားတူစရာဘာအကြောင်းမှမရှိဘူးမဖြစ်နိုင်တော့ဖြစ်စေတဲ့ဘုရားခင်ရှိတယ်သင်မရှားလိုက်မဖြစ်နိုင်တော့ဖြစ်စေတဲ့ဘုရားခင်ရှိတယ်မဖြစ်နိုင်တော့ဖြစ်စေတဲ့ဘုရားခင်ရှိတယ်ဒါပေမဲ့မဖြစ်နိုင်တဲ့အခြေအနေရောက်တဲ့အတွက်ကြောင့်မဖြစ်နိုင်တော့ဘူးလို့သင်သတ်မှတ်တတ်တယ်မဖြစ်နိုင်တဲ့အခြေအနေထဲမှာသင်ရှိတဲ့အတွက်ကြောင့်မဖြစ်နိုင်တော့ဘူးလို့သင်သတ်မှတ်တတ်တယ်မရလိုက်မှဆိုလို့ပြန်ပြောမယ်မဖြစ်နိုင်တဲ့အခြေအနေထဲမှာရှိတဲ့အတွက်ကြောင့်မဖြစ်တော့ဘူးလို့သင်တတ်မှတ်လိုက်မယ်ပြီးတော့မှသူများလာပြောလိုက်မယ်ဘေးနားမှာဒီလိုလူတွေအများကြီးရှိတယ်ကျွန်တော်စိတ်ကိုမဝင်စားဘူးကျွန်တော်ကြိုက်တာပြောကျွန်တော်ကြိုက်တယ်လို့ဝေဖန်ဒါပေမဲ့ကျွန်တော်ရဲ့ live ကတက်သွားလားကျသွားလားကြည့်လိုက်ဒီထက်တာ၍ဖခင်ချီးမြှောက်မယ်ဒီထက်တာတော့ဖခင်ကျွန်တော်ကောင်းကြီးပေးမယ်ဒီထက်တာတော့ဖခင်ခင်ကြီးတော်မှုတွေကျွန်တော်အပြင်ပြုံးမှဖြစ်တယ် why ကျွန်တော်အဲ့ဒါပဲမျှော်လင့်ထားလို့သူများပြောတဲ့စကားကိုကျွန်တော်ဘာလို့ခံယူထားစရာဘာအကြောင်းမှမရှိဘူးဖခင်ပြောတဲ့စကားပဲကျွန်တော်ခံယူမယ် hallelujah လောကမှာမျှော်လင့်ခြင်းနဲ့မဲ့နေပါစေမင်းရဲ့ဖခင်ကမျှော်လင့်ခြင်းအရှင်နဲ့မျော်လင့်ခြင်းအရှင်အားလုံးပြောမျော်လင့်ခြင်းအရှင်အာမင်မျော်လင့်ခြင်းအရှင်ကတင့်ကိုမျော်လင့်ခြင်းအပြည့်နဲ့စောင့်နေပြီးသားဖြစ်နေတယ်တင်မျော်လင့်တဲ့အရာတွေရဖို့ဘုရားကအကုန်ပြင်ဆင်ထားပြီးသား come on တင်မကြားလိုက်ဘူးတင်မမျော်လင့်တင်ဆုံးရှုံးသွားလိမ့်မယ်မကြားလိုက်ဘူးတင်မမျော်လင့်တင်ဆုံးရှုံးသွားလိမ့်မယ်ဘာလို့လဲတင်မျော်လင့်တဲ့အရာတွေပြည့်ဖို့ဘုရားကစတင်အစီအစဉ်တွေဆွဲနေပြီလေတင်မကြားလိုက်ဘူး29ငယ်7ယေရမိဘာပြောလဲကျေးဇူးတင်တယ်ဘာလဲတဖန်မိန်တော်မူသည်ကငါသည်တင်တို့ကိုအကျိုးနည်းစေခြင်းကကြံစီသောအကြံမဟုတ်ပဲဘုရားကတို့အတွက်အမြဲတမ်းစဉ်းစားပေးနေတယ်ကြံစီတယ်ဆိုတာစဉ်းစားပေးနေတာတင်းအတွက်24နိုင်ဘယ်သူမှမစဉ်းစားပေးဘူးဒါပေမဲ့တင်းအတွက်စဉ်းစားပေးနေတာဘုရားပဲဟာလေလုယာဟာလေလုယာမကြားလိုက်ဘူးတင်းမကြားလိုက်ဘူးကြားလိုက်ဘူးတင်းယောက်ကြားတော့မှတင်းအတွက်24နိုင်မစဉ်းစားပေးဘူးသူ့အတွက်ပဲသူစဉ်းစားနေတယ်တင်းရဲ့မိန်းမတင်းအတွက်24နိုင်မစဉ်းစားပေးနိုင်ဘူးဒါပေမဲ့တင်းအတွက်စဉ်းစားပေးနေတာဘုရားဟာလေလုယာအာမင်ဒါလေးတွေဆရာကြားရှင်တယ်လို့အဲ့ဒါလေးကြားရှင်တယ် very good ချွေးစားမှာဒီဖျားကြောင့်ဘာသာရေးမဟုတ်ဘူးကွာလွတ်မြောက်နေတဲ့ဘာသာရေးရဲ့လွတ်မြောက်နေမျိုးရောက်နေတယ်ဆိုရယ်ခင်ဗျာငါ whistle ဝယ်ထားမယ်နော်ဘောင်းမီအထက်နဲ့ဖြုတ်ပြီးဆွဲမယ်မလုတ်တဲ့စရွေးတွေပဲထွက်သွားတာဘာမှမဖြစ်ဘူးစိတ်ညစ်တယ် Okay ငါဒီတင်တို့ကိုတဲ့ come on ဖခင်ကိုယ်တိုင်တင်အောင်စကားပြောနေပြီ come on ခံယူကြည့်အောင်ခင်ဗျာဖခင်မမစကားပြောလို့ဒီမှာပြောနေတယ် amen ပြောနေတင်တော့ဘာကြားချင်ကောင်းကင်တကားကြီးဖွင့်တော့ငါသာ no ဒီမှာစကားပြောနေအဲ့တော့ကျတော့ serious မထားအောင် come on ငါဒီတင်တို့ကိုအကျိုးနဲ့စေခြင်းကကြံစီတော့ကြံမဟုတ်ငါမင်းတို့အတွက်စဉ်းစားထားတဲ့အရာမင်းတို့အကျိုးနဲ့ဘူးတခုမှမရှိဘူးငါမင်းတို့အမြဲတမ်းအကောင်းဆုံးစဉ်းစားပေးနေတယ် come on ဒါပေမဲ့ထပ်ပြောတယ်မမျော်လင့်တင်ဆုံးရှုံးမှလို့ဘာလို့ပြောလဲတင်တို့ဒီမျော်လင့်သောအကျိုးကိုရမည်အကြောင်း
အာမင်တင်မမျော်လင့်တဲ့တင်ဆုံးရှုံးမယ်ဘာလို့မျော်လင့်တဲ့အကျိုးကိုရဖို့ဖခင်ကလှုပ်ထည့်ပြီးသားပြင်ဆင်ထားပြီးသားစီစဉ်ထားပြီးသားအကောင့်ထဲပေါ်ထားပြီးသားဟာလေလုယာမမျော်လင့်ရတဲ့သူဆုံးရှုံးသွားမယ်မျော်လင့်ရတဲ့သူတို့အချိန်တန်တဲ့အခါမှာ come on မျော်လင့်ရတဲ့သူတို့အချိန်တန်တဲ့အခါမှာလှပတဲ့အရာတွေမြင်တွေ့ရတော့မယ်ယုံကြည်တဲ့သူအာမင်၃ချိန်ချခြင်းနဲ့ 1 2 3 အာမင်အာမင် yeah အောင်မြင်ခြင်းနဲ့ကြွေးကြော်မယ်အာမင် အာမင် ဟာဆရာတို့ဖျားကြောင်းဆူညံလိုက်တာနင်ဘောလုံးပွဲသွားကြည့်ဒီထက်ပိုဆူညံတယ်ဟာလေလုယာဒါဘောလုံးပွဲတဲ့ပို့ပြီးတော့မှဝမ်းမြောက်စရာကောင်းတဲ့နေရာ hope of glory hope of glory မျော်လင့်ခြင်းရဲ့ဘုန်းနဲ့ရှင်သန်နေတဲ့နေရာဖြစ်တယ် hallelujah musician တွေပြန်လာမယ်ဒီလိုတွေဒုံတိုင်းဂုံးခွန်းအာမင် hallelujah ချီးမွမ်း music ဆိုတာဘာလို့လိုအပ်တာလဲမင်းတယောက်တည်းချီးမွမ်းတဲ့အခါမှာပောက်ကွဲမတတ်ဖြစ်လာကောင် music လေးနည်းနည်းကူခိုင်းတာ music လေးနည်းနည်းကူလိုက်အောင် music ကကိုးကွယ်တာမဟုတ်ပေမဲ့ music နဲ့ကိုးကွယ်လို့ရတယ်နှလုံးသားရဲ့ချီးမွမ်းခြင်းဟာဒီကနေဘလို့မှမထိန်နိုင်တော့တဲ့ခါမှာ music လေးအသားလေးလိုက်ပေးတာအဲ့ဒီထဲနဲ့စီးထွက်လာတဲ့ချင်းနဲ့ဆာလာတဲ့ချင်းတွေဖြစ်လာအာမင်ဒါဝိဒ်ပဲဆာလံတခြင်းကိုရေးဖို့မစင်စားနဲ့တို့လည်းရေးမယ်အာမင်တို့လည်းရေးမယ်အာမင်မကြခင်မှာအမှုတစ်ကိုမြင်တွေ့ရတော့မယ်ဟာလေလုယာမျော်လင့်ခြင်းပြည့်နေရှိတဲ့သူတွေအမြဲတမ်းပြောတဲ့စကားရှိတယ် surely goodness and mercy shall follow me no he didn't say that maybe ဂျေဇုနဲ့ကိူနာငါနောက်ကိုလိုက်ကောင်းလိုက်လာမှာပါမျော်လင့်ပါတယ်အဲ့လိုမပြောဘူးSurely goodness and mercy shall follow me all the days. Wow. ဒီလိုဖြစ်ရမယ်ဒီလိုဖြစ်ရမယ်ဒီလုံးอ่ะအဲ့လိုမွေးဆက်ကျွန်းထိုးလိုက်ချင်တယ်ဒါမဲ့လည်းပဲဒါမဲ့လေငါလူမျိုးอ่ะတဲ့အတုပတင်းလေအတုပတေးကိုတင်းလေ1 minute တတ်တော့ဘူးတဲ့ဒါဟိုဆရာစောပမှုရေးထားခြင်းတပုတ်ရှိတယ်ဗာလဲအတုပတေးကိုတင်းရင်1 minute တတ်ကြတို့လူမျိုးတွေဒုက္ခအဲ့ကြီးကြားဝင်မှာမဆော်တေးကြားဝင်လားအဲ့ဒါဆိုရှင်တယ်တိလားမရဘူးဖြစ်နေတာနောင်တရကြလော နောင်နာရကြလောခုမစား၍နိုင်ငံတော်တည်လူနေပြီဒါပဲပျော်ပါပဲဖယားကိုးကွယ်ရတာကြီးအတုပချတဲ့ရုပ်နဲ့မလာနိုင်ပါဘူးဖယားကြောင့်ဒါအတုပအစီအစဉ်မဟုတ်ဒါကပါလဲအသက်ရှင်တဲ့ဖယားကိုကိုးကွယ်နေတာအေးစေးလဲကိုးကွယ်လို့ရပါတယ်အေးစေးပဲကိုးကွယ်တို့ကတော့ဝမ်းမြောက်ခြင်းအကြောင်းကြားရင်မခံနိုင်ဘာလို့တို့ရဲ့အနာဂတ်လှပတဲ့အနာဂတ်တို့မြင်နေရပြီပြောမြင်နေရပြီဟာလေလုယာအာမင်ကပောက်ချံခန်းကြီးဆက်ရှိပြန်သွားမယ်ဟောရင်နဲ့ပျောက်သွားတတ်တယ်အငယ်30နဲ့စကြည့်ရအောင်ထိုသူတို့တွင်တပားကလည်းဖွားစိန်ချစ်စေသောအခါငါသည်ဖွားစိန်ဆိုငါအဖွားစိန်ကိုတမ်းမြင်လိုက်တာဖွားချိန်စေသောအခါငါသည်တင်းစီတို့ရွာအဖွားစိန်ကိုတမ်းမလို့မြင်မိတယ်ငါသားရဲ့ပြန်ဖတ်အသားလေးထိုသူတို့တွင်တပားကလည်းဖွားချိန်စေသောအခါငါသည်တင်းစီတို့ဆက်ပြန်လာအောင်မည်ထိုအခါတင်ဤမယားစာရာသည်တားကိုရလိမ့်မည်ဟုပြောဆို၏တားကိုရလိမ့်မလို့ပြောဆိုတယ်ဆက်သွားတာလေထိုတို့ဆိုသောသူဤနောက်၌တကားဝအနားမှာစာရာရှိသောကြောင့်ထိုစကားကိုကြား၏တွက်လာတတိထကြီးကိုမောင်းသွားတော့ဖျားပြောတဲ့စကားကိုတင်ဟာတာမဖြစ်စေနဲ့
ဒီနေ့ဖခင်ပြောတဲ့စကားမဖြစ်နိုင်ဘူးဆိုတဲ့အရာတွေဖြစ်လာမယ်လို့ဖခင်စကားပြောအဲ့တော့တို့ကဟာတာလှုပ်ချင်တဲ့အဖွဲ့တွေရှိတယ်ဟာတာလုံခါမယ်နော်ကြံခဲ့မယ်နော်ကြံခဲ့မယ်နော်ဟာတာမလုပ်နဲ့ပြောလိုက်ဟာတာမလုပ်နဲ့ဝမ်းမြောက်တာကောင်းတယ်ဟာတာမလုပ်နဲ့ဟာတာမလုပ်နဲ့ဟာတာမလုပ်နဲ့ဝမ်းမြောက်တာကောင်းတယ်ဝမ်းမြောက်ခြင်းဆိုတာအထက်အနေဖြစ်လာဟာတာလုပ်လို့မရဘူးဒါတကယ်ဖြစ်လာမှာထိုသူတို့တွင်တပားကလည်းဖွာချိန်စေသောအခါငါသည်တင်းစီတို့ဆက်ဆက်ပြန်လာအောင်မည်ထိုအခါတင်းမယားစာရာသည်တားကိုရလိမ့်မည်ဟုပြောဆို၏ထိုတို့ဆိုသောသူ၏နောက်၌တကဝအနာမှာစာရာရှိသောကြောင့်ထိုစကားကိုယာယီဆက်သွား ထိုအခါအာဗြဟံနှင့်စာရာသည်အသက်အရွယ်ကြီးရင်လာပြီးစာရာသည်မိန်းမတို့၌ဥတုရောက်မြဲရှိသည့်အတိုင်းမရောက်ပြီ ဆိုတော့အခြေအနေကိုသွားမကြည့်နဲ့အဲ့ဒီအခြေအနေတွေအထက်မှာဖခင်စကားရှိတယ်အာမင်ခေါင်းအောင်သင်မကြားလိုက်ဘူးသင်မကြားလိုက်ဘူးသင်မကြားလိုက်ဘူးအဲ့ဒီအခြေအနေကိုပြောင်းပြန်လှန်ပြမှာဖခင်စကားပဲတင်းရဲ့အခြေအနေတွေအလုံးပြောင်းပြန်လှန်ပြမှာဖခင်စကားပဲအဲ့ဒီဖခင်စကားငါအတွက်လို့ခံယူရင်စတယ်မဲ့တကောစတဲ့အနေစပြီးတော့ပြုပြင်ပြီအခုနတို့ကပြောခဲ့လေအေဖတ်3:20မှာကျန်တယ်မတော်တော့နဲ့ပြန်မတော်တော့နဲ့ဖခင်ကြောင်းတော့မပေးသေးဘူးတို့မေ့သွားလို့မဖြစ်ဘူးအေဖတ်3:20မှာပြောလဲငါတို့တောင်းပန်ချမ်းစီသမျှထပ်အလွန်ထူးခြားစွာဒါမဲ့အဲ့တော့ဘာနဲ့ပြုပြင်တယ်လဲတကိုးပြုပြင်တော့တကိုးတော်အတိုင်းဘယ်အချိန်မှာပြုပြင်တာလဲဖခင်ရဲ့စကားကိုငါအတွက်လို့စတင်ခံယူလိုက်တဲ့အချိန်ကနေစတော့ဖခင်စကားစတင်တော့တကိုးနဲ့ဖခင်ပြုပြင်ပြီးတော့မှအဲ့ဒီဖခင်ရဲ့စကားကြီးမျိုးစေ့ကြီးအချိန်တိုင်အပင်ပေါက်တော့မယ်အတီးတီးတော့မယ်ဒီမကြခင်မြင်တွေ့ရတော့မယ်တင်မချလိုက်ဘူးမကြခင်ငါမြင်တွေ့ရတော့မယ်ပြောလိုက်ရအောင်မကြခင်ငါမြင်တွေ့ရတော့မယ်ငါမျော်လင့်တဲ့အရာတွေရောက်ရှိလာတော့မယ်ဟာလေလုယာအာမင်ကျွန်တော်မျော်လင့်တယ်ကျွန်တော်ကြွယ်ဝချင်းကြောင့်ပြောတယ်ကျွန်တော်ကြွယ်ဝရမယ်ကြွယ်ဝမှကျွန်တော်ဘုရားမှုတော်အများကြီးကျွန်တော်လုပ်နိုင်မယ်ကျွန်တော်ဆေးရုံနေစောင့်မယ်ဆေးရုံတရုံစောက်ဖို့အနည်းဆုံးဟလာဟိုဝါနဲ့စောက်မှာမဟုတ်ဘူးခင် come on ငါသမီးငါနဲ့ဝါနဲ့စောက်မှာမဟုတ်ဘူးတစ်သားနဲ့လည်းစောက်မှာမဟုတ်ဘူး international level စောက်မယ်အာမင်အကုန်ရှိရမယ်စက်ပစ္စည်းမှန်သမျှ update အကုန်ရှိရမယ်တကယ်တော်တွေစောက်မယ်တကယ် spirit filled doctor တွေ spirit filled professor တွေဝိညာဉ်တော်နဲ့ပြည့်တဲ့ professor တွေဝိညာဉ်တော်နဲ့ပြည့်တဲ့ doctor တွေဆေးရုံမှာဝိညာဉ်တော်နဲ့ပြည့်တဲ့ nurse မတွေဆေးလေးမတိုက်ခင်ခဏလေးဆုတောင်းပေးမယ် in the name of Jesus ဆိုဆုတောင်းတဲ့သူတွေဖြစ်လာတယ် hallelujah နိုးထမှုတွေဆေးရုံမှာဖြစ်နေရမယ်နိုးထမှုတွေတက္ကသိုလ်ထဲမှာဖြစ်နေရမယ်အဲ့ဒါ billionaire ဖြစ်ဖို့မျှော်လင့်တာဘာမှမလဲလို့အဲ့လိုမျိုးတာမပန်းရင်ဘယ်ခရိယာမှတက္ကသိုလ်ပိုင်မှာမဟုတ်တော့ဘူးဘယ်သူမှဆေးရုံပိုင်မှာမဟုတ်တော့ဘူးဆေးရုံပဲတွားတွားလှုပ်ကျွေးနေရတဲ့အကွက်တွေအာမင်မထူးနဲ့ဆရာလဲစွာတာစွာမှာပဲယူပါယုံမကြည့်တဲ့ကိစ္စအောင်ဒီတိုင်းပဲထိုင်မနေနိုင်ဘူးကွာဆရာနှခမ်းနေအရန်ထော်လိုက်ပြီထော်ပါစေကျုပ်လူမျိုးတွေဒုက္ခcome on ဒီမှာလေတီးလုံးနေလာနေပြီဆိုင်းဆရာရွှဲမယ်come on ကြီးတော်မှုတွေပြုမယ်အာမင်ကြီးတော်မှုပြုမဲ့သူတွေဘယ်သူပါလဲခင်ဗျာဘုရားခင်လည်းတို့တွေအဲ့ဒါပဲပြောနေတာငါ့ကိုခေါ်တော့ငါထူးမိကြီးတော့အရာဒီမသိနိုင်အောင်နဲ့တဲ့အရာကိုငါပေါ်ပြရှင်တယ်
နတ်နေတဲ့ຢာတွေငါဖော်ပြခြင်းနဲ့ကြီးသောຢာတွေမင်းတို့ပြုရလိမ့်မယ်မင်းတို့အပြင်လူမျိုးတွေကောင်းချီးဖြစ်ရမယ်မင်းတို့အပြင်နိုင်ငံတွေကောင်းချီးဖြစ်ရမယ်မင်းတို့အပြင်လူပေါင်းမြောက်များစွာဘုရားရဲ့ဘုန်းကိုမြင်တွေ့လာစေရမယ်ဟာလေလုယာယုံကြည်တဲ့သူအာမင်ထူကြပါဦးအာမင် Thank you Lord ဘောက်ကြခန်းကြီးဆက်ရှိပြန်သွားနေရသခင်ထို့ကြောင့်စာရာကငါလဲအိုပြီ ငါသခင်လဲအိုပြီငါသားရဲ့ တို့ဖြစ်၍ငါသည်ပျော်မွေ့ခြင်းရှိလိမ့်မည်လောဟုဆိုလဲတိတ်ဆိတ်စွာရဲလေ၏ပျော်မွေ့ခြင်းရှိလိမ့်မည်လို့ပြောချင်တာမမစာရာ90နာတာကတ်နေတာပျော်မွေ့ခြင်းကိစ္စသူစဉ်းစားနေသေးတယ်မလုံးနဲ့မလုံးနဲ့သူအိမ်ခန်းတဲ့ကိစ္စသွားစဉ်းစားနေဖခင်တကူနဲ့ပြုမဲ့ကိစ္စကိုအင်းတို့စံစာဖိုင်ဒါတွေကနေဟောလိဝုဒ်ကားကြည့်ကြမလို့ကောင်းကင်တမန်ဝိညာဉ်စကားပြောတယ်မမဆာရာစဉ်းစားတဲ့ပုံကမလေးငါကိုဗရန်ကြောင့်ငါသိဆုံးတယ်မယ်လုံးနေတာအဲ့တော့ तू ပြောနေတာငါလည်းကျွန်တော်ရုပ်ရှင်ရိုက်မဲ့လူဆိုတော့အဲ့လေဇလန်ဖော်နေတာမင်းစကြည့်ပေါ်နေပြီမကြည့်ငါတခင်လဲအိုပြီတဲ့ပြောတဘောပေါ်လာမသိဘူးနော်ငါလဲအိုပြီတဲ့ ငါသခင်လဲအိုပြီတဲ့ တို့ဖြစ်၍ငါသည်ပျော်မွေ့ခြင်းရှိလိမ့်မည်လောဟုဆိုလေအမလေးဒုက္ခပဲတဲ့ဖွားရကိုစနကတဲ့ဖွားရဟိုလေလုံးနေတာဒီကိစ္စအာမင်ဖယားကဘာပဲငါမနောက်ဘူးငါသမီးဒီမှာလာပြီကြည့်အယမ်းမိုက်တာရှိတယ်ဒီဥစ္စာသွားချင်လို့မှပြောနာဒီမှာ14မှာ share အားလုံးအလွတ်ချက်ဒီနေကျောင်းသားတွေပဲကြက်ခိုင်းတာမဟုတ်ဘုရားကျောင်းတက်တဲ့ဖွဲ့တွေပါကိုကြက်ခိုင်းတော့မယ်ထာဝရဘုရားမတတ်နိုင်သောအမှုတစ်စုံတစ်ခုရှိသလောဟာလေလုယာဒါလေးပဲအောက်ကဖွဲ့တွေကြတော့တင်းတို့အုံနောက်ရန်ကောင်းလို့ဆက်မကြက်ခိုင်းတော့ဒါလေးပဲကြက်14မှာမရပါလဲထာဝရဘုရားမတတ်နိုင်သောအမှုတစ်စုံတစ်ခုရှိသလောထာဝရဘုရားမတတ်နိုင်သောအမှုတစ်စုံတစ်ခုရှိသလောဟာလေလုယာမင်းယုံကြည်ခြင်းမရှိငါအရေးမကြီးဘူးငါစိတ်လဲဝင်စားအောင်ငါကပေးမယ်လို့ပြောရင်ငါပေးမယ်ဗျဟာလေလုယာတခါတလေမှာတင်းမိမသဘောတူချင်မှတူလိမ့်မယ်ယုံကြည်ခြင်းရှိခြင်းမှရှိလိမ့်မယ်ဒါမဲ့အာဗြဟံဘာပြောလဲဂတိထားတော်မူသောသူသည်ဂတိတော်တိုင်းတတ်နိုင်တော်မူသည်ကိုစိတ်ဆွဲလန်းတဲ့အခါမှာမမဆာရာမယုံနဲ့ပြဿနာမရှိဘူးဖခင်ကငါအလုပ်လုပ်မယ် Hallelujah အလုပ်ပြော have faith in God say it again have faith in God ဘုရားသခင်ကိုမျှော်လင့်လို့ဘယ်တော့မှဝမ်းမနေရဘူးဖယားကိုမျှော်လင့်လို့ဘယ်တော့မှဝမ်းမနေအောင်ခမမကြားလိုက်ဘူးဖယားကိုမျှော်လင့်လို့ဘယ်တော့မှဝမ်းမနေအောင်ဖယားကဝမ်းမြောက်ခြင်းစုံလင်စေတဲ့ဖယားဘယ်နာမရှိပြောလိုက်ဝမ်းမြောက်ခြင်းစုံလင်စေတဲ့ဖယားဟာလေလုယာဝမ်းမြောက်ခြင်းစုံလင်စေတဲ့ဖယားအာမင်ပါစတာဒေါက်တာရဲ့ဘေးနားမှာကပ်ပြီးအင်္ဂလိပ်လိုပြောနေတာဘာသူလဲကြည့်လိုက်တော့ယေမင်တာHe doesn't know how to speak in English but he's speaking English now right that's a miracle pastor ကျွေးနေတာဘာလဲတော့မသိဘူးဖျားခင်အသက်ထမ်းမဲ့ထင်သွားပါစေဗောလေဆုတောင်းအားလုံးလိုက်ပြောထာဝရဘုရားမတတ်နိုင်တော့အမှုတစုံစပ်ပြောနေတော့ငါကြောက်လာပြီထာဝရဘုရားမတတ်နိုင်တော့အမှုတစုံတစ်ခုရှိသလားဘုရားခင်သင်ကိုဒီမနက်စကားပြောနေပြီဘုရားမတတ်နိုင်တဲ့အမှုတစုံတစ်ခုရှိသလားမဖြစ်နိုင်ဘူးဆိုတဲ့စကားငါသားသမီးတွေဆင်းနေငါမကြားချင်ဘူးမဖြစ်နိုင်ဘူးဆိုတဲ့ຢာတွေငါသားသမီးဆင်းနေငါမကြားချင်ဘူးမဖြစ်နိုင်ဘူးဆိုတဲ့ຢာတွေငါသားသမီးထဲနေငါမကြားချင်ဘူးကြီးတော်မှုတွေပြုတော်မယ်ဘုရားခင်
Hallelujah. Hallelujah. ဒါကြောင့်ခုနမေရှေရမီ29ငယ်7မှာပြောလဲယေရမီ29ငယ်7မှာပြောလဲ ငါဒီတင်တို့ကိုတပံမိတ်တော်မူသည်ကငါဒီအကျိုးနဲ့စေခြင်းက ကြံစီသောအကြံမဟုတ်ပဲတင်တို့သည်မျော်လင့်သောအကျိုးကိုရမည်အကြောင်း တင်တို့ဒီပါလဲ မျော်လင့်သောအကျိုး တင်တို့ဒီပါလဲ မျော်လင့်သောအကျိုးကို ရမည်အကြောင်းငြိမ်ဝတ်စေခြင်းကသာတင်တို့ဖို့ကြံစီသောအကြံကိုငါသည်ဆိုဖျားခင်တင်တို့မျော်လင့်တဲ့အတိုင်းအကောင်းဆုံးလုပ်ပေးနေပြီမဖြစ်နိုင်မှုဆိုတဲ့အရာတွေကိုဖျားခင်သူ့ဘုန်းတော်ထင်ရှားဖို့တင်ဖြစ်စေလိမ့်မယ်မဖြစ်နိုင်မှုဆိုတဲ့အရာတွေသူ့ဘုန်းတော်အတွက်ဖျားခင်တင်းရဲ့အသက်တာမှာဖြစ်စေလိမ့်မယ်မချလိုက်ဘူးမဖြစ်နိုင်မှုဆိုတဲ့အရာတွေသူ့ဘုန်းတော်အတွက်ဖျားခင်တင်းရဲ့အသက်တာမှာဖြစ်စေလိမ့်မယ်မဖြစ်နိုင်မှုဆိုတဲ့အရာတင်းဘွားမှာငါနဲ့အဝေးကြီးပါဆိုတဲ့အရာတွေဖျားခင်ဖြစ်စေလိမ့်မယ်အဲ့ဒါသူ့ဘုန်းတော်ထင်ရှားဖို့သူ့အကြောင်းသက်သေခံဖို့ဖြစ်စေလိမ့်မယ် Hallelujah Hallelujah ဘယ်တော့မှမျှော်လင့်ခြင်းမကုန်ဆုံးပါနဲ့ Something good is going to happen. Something great is going to happen today in Jesus' name. The Kali Majano Baloma Lin Dale. Jano Kudo. Hold it, Sia, Pure, they hold up, Sia. Tamesia. Jima Buama. Jino Buama. Piamanet that I added him at Jano Shin in this year. Now Jano called on Yolin and Piakia, Piss and Biba Lasia. Siaru to the whole home of Osia Matani go mon maro. Yeshu Jona Moy Adu Masanji Mamiyu. Siaye Jamaru General Council Molino Yabamla Jamama di our nature, Janoma di our nature she did. Era you le pay Shachi Maresia. No pay shallow may out Pinesia. The Achin Zuri Jam, Kauna Tide Malona, Macauna Tide, Michelle Nambo. Blue Salo Yamle Blue Salo Yamle. A council no Miolin Chinesia. I mention no at that time, at that a council pimney. Palo Yamle. Eddie a chili about young Yatlampim Payashi. Amen. Young Kanji Lee, Alontoya. Shakaraba Sutoro Bushiti Yakaba. Allergia. Nekunegane. Shimari, Maymati out the ye catching a lie. Ye sugar, not taupo ye babu, to Mima made of me. Tishu Putusi Lala Name Shila. Jansareman Name Machine Mata. Paduma see Mateta Chenkada, amuse me.
လူတွေအကြောက်ဆုံးကသေတာထက်ပိုကြောက်တာပါလားအတိုင်းဝိုင်းရဲ့ပြစ်တင်ခြင်းကဲ့ရဲ့ခြင်းရှုံချခြင်းအထင်သေးခြင်းမထီမဲ့မြပြူခြင်းခံရတဲ့အတိုင်းဝိုင်းရဲ့ရှုံချခြင်းခံရတဲ့ဘဝကသေတာထက်ဆိုးတယ်လူတွေအတွက်တောင်သူတို့ကိုသူတို့တတ်သေးသွားတာဘာကြောင့်လဲပြောအတိုင်းဝိုင်းတစ်ခုရဲ့လက်ညှိုးထိုးတောင်မခံရကြလို့ဒီအမျိုးသမီးအကြောင်းပြောရင်သင်တို့သိပါတယ်တမျိုးလုံးကအတိုင်းဝိုင်းတစ်ခုလုံးကပြစ်ပယ်ထားတဲ့မိန်းမonline မှာရှိတဲ့သူဒီနေ့ဆရာကိုစကားပြောခိုင်းနေတယ် online မှာရှိတဲ့သူ on site မှာရှိတဲ့သူတွေဖယားကတကဘာလုံးပြစ်ပယ်ပါစေမင်းအနာမှာရှိတဲ့ဖယားဖြစ်တယ်ဆိုတာသိသိစေချင်ဟာလေလုယာရှမာရိမိန်းမတယောက်ဒီရေခတ်ချင်းကလာ၍ယေရှုကငါတောက်ဖို့ရေပေးပါဟုထိုမိန်းမအားမိန့်တော်မူတယ်ဘာလို့တာလဲမိတ်တာရလာဖွယ်တာရှင်းရှင်းလေးပြောပြမယ်ဆက်သွားကြည့်ရှင်းမှာအကြောင်းမူကားတပည့်တော်တို့သည်စားစရာကိုဝယ်ခြင်းကမြို့ထဲသို့တွားကြသည့်အခိုက်ဖြစ်သည်ဆက်သွားထိုမိန်းမကလည်းတင်းသည်ယူဒလူဖြစ်လျက်ပင်ရှမာရိမိန်းမဖြစ်သောကျွန်ုပ်ကိုအဘယ်ကြောင့်တောက်ဖို့တောင်းသည်နည်းဟုဆို၏ယူဒလူနဲ့ရှမာရိလူကအဝေးအဆင့်တန်းမတူကလားမှာပဲဇနိန်ဇမြင်ရှိတာမဟုတ်ဘူးဂျူးကပို့ဆိုးတယ်တဘာမျိုးသားနဲ့ထိုင်ပြီးတော့ထမင်းမစားဘူးဒါကြောင့်ရှင်ပေါလုရောက်လာတဲ့အချိန်မှာပေတရုကချက်ချင်းတဘာမျိုးသားဆက်နဲ့ထားပလိုက်တာအဲ့ဒါကိုရှင်ပေါလုမြင်တော့အဲ့လိုမလုပ်ပါနဲ့လို့ပြန်ပြောရတဲ့အဆင့်ဖြစ်တာဘာကြောင့်လဲဆိုတော့သူတို့ရဲ့ culture ကအရန်ကြောက်စရာကောင်းတဲ့ cultureတို့အစင်တန်ခွဲခြားတတ်တယ်ဆိုတာသူတို့မမီဘူးတိတ်ကြောက်စရာကောင်းတာပိုဆိုးတာကယူဒလူတွေကရှမာရိလူတွေနဲ့ပေါင်းဖို့နေနေတတ်တာဆရာသူတို့ရဲ့ story ကိုဖတ်ကြည့်တဲ့အခါမှာယူဒလူတွေကမြို့တစ်မြို့ကနေပြန်လာလို့ရှမာရိမြို့ဖျက်မယ်ဆိုရင်ရှမာရိမြို့ထဲကိုဖျက်မလျှောက်ဘူးဖျက်လျှောက်ရင်နီးနီးလေးရှမာရိမြို့အပြန်နဲ့ပတ်ပြီးတော့မှယူဒပြည်ကိုရောက်သွားတာမြို့ထဲကိုမဝင်ဘူးသူတို့ချက်တော့တနာလို့ဘယ်လောက်ဆိုးလဲစဉ်းစားကြအဲ့လောက်ထိဆိုးတယ်ယူဒလူမျိုးတွေကရှမာရိမြို့ဆိုတာရှမာရိမြို့မှာရှိတဲ့သူဘယ်သူလဲဆိုတော့သူတို့ကဒီမြို့အပြင်ကိုဆွဲထုတ်နေတဲ့မြို့ဖြစ်သွားတာအဲ့ဒီရှမာရိမြို့ကဘယ်သူတွေလဲဆိုတော့တပါးအမျိုးသားနဲ့လက်ထပ်တဲ့ဂျူးတွေကပြားတွေကိုသူတို့ကယူဒပြည်တွေမှာမထားဘူးအပြင်ထွက်ဆိုကပြားတွေပေါ့အခုတို့လိုမျိုးပေါ့ကျွန်တော်မိခင်ကအိန္ဒိယမျိုးနွယ်ကရင်ကနေလာယူတဲ့အတွက်ကြောင့်ကရင်မကြိုက်ဘူးလေမကြိုက်ပါဘူးကြိုက်ပါအဲ့ဒီအိန္ဒိယအမျိုးနွယ်လည်းကရင်ကိုကြိုက်လားဆိုမကြိုက်ပြောင်းဘာလို့မွေသားစားတဲ့ဖွဲ့တွေကြွက်စားတဲ့ဖွဲ့တွေသူတို့ဖတ်တာသူတို့ကြီးကျယ်နေတာဒါပေမဲ့ကြွက်တွေမွေတွေစားတဲ့ဖွဲ့တွေငါတို့ယွန်းတယ်ဆိုတဲ့ကလားလည်းယွန်းပြောင်းကလားကရင်ကိုယွန်းတယ်ကရင်ကလည်းကလောက်နိုင်တယ်နှစ်ဖွဲ့ကတူတူပဲအဲ့ထဲမှာတို့ကဗလိုင်းမွေးလာတာစဉ်းစားဒါကြောင့်မျောလင်းချင်းကြောင်းအလကားပြောနေမထင်နဲ့အဲ့လေ
ယူဒလူဖြစ်လက်ပြီးရှမာရိမိန်းမဖြစ်တော့အကျွန်ုပ်ကိုအဘဲကြောင့်တောက်ဖို့တောင်းတနည်းဟုဆို၏ဆိုသည့်အကြောင်းကယူဒလူတို့သည်ရှမာရိလူတို့နဲ့ပေါင်းဖော်ခြင်းမရှိဟုတ်လားလုံးဝပေါင်းဖော်ဒါပေမဲ့ဘာလုပ်ပြီလဲယေရှုကအဲ့ဒီရှမာရိမြို့မှာတောင်းမှအဲ့ဒီယူဒကရှမာရိနဲ့မပေါင်းဘူးအဲ့ဒီရှမာရိမြို့ထဲမှာထပ်ပြီးတော့စင်တန်းခွဲလိုက်သေးတယ်ဒီမိန်းမနဲ့မပေါင်းဘူးသူမမြတ်စနာကြီးသူအံ့ဩတယ်ယူဒကရှမာရိနဲ့မပေါင်းဘူးအဲ့ရှမာရိအထဲမှာထပ်ပြီးတော့အစင်တန်းခွဲခြားခြင်းခံထားတဲ့မိန်းမကိုစီကိုယေရှုသွားလိုက်တယ်ပြောတော့ယေရှုကိုယုံကြည်တဲ့ဖခင်သားသမီးတွေတဲ့ယေရှုနှလုံးသားလေးနည်းနည်းရှင်းကောင်းမယ်သူများနည်းနည်းလေးမှားပြီဆိုတာနဲ့ဝိုင်းပြီးတော့အတင်းတုတ်ချင်တဲ့အဖွဲ့တွေဖခင်ကြောင့်ထဲမှာအရှိတယ်ဒီမှာတော့ရှိတယ်ပြင်ကြဘာမင်္ဂလာမှမရှိဘူးရှားလာမသိဘူးဘာမင်္ဂလာမှကိုမရှိတာကျွန်တော်သူ့လိုမဟုတ်ပါဘူးလို့ပြောဖျားခင်ရှိမှနင်ကသူ့ထံပို့ဆိုးသေးတယ်ဘာလို့တဲ့လားမာနကြီးနေတဲ့အပြစ်ကဖျားခင်ရှိမှယွန်ရှာမုတ်ဒီဆုံးဖျားသခင်မုံတော်ရမကဆက်ဆုပ်ယွန်ရှာပွဲသောအရာခုနှစ်ပါးဟူမူကဘာလဲထောင်လွှားတော့အဲ့ဒါမှစပြီးပထမဆုံးကတည်းကသွားလိုက်ပြေတာတို့လားဆိုရအဖွဲတယ်ဒိုးဝါပြီအထင်သေးတဲ့မျက်လာနဲ့ဖမ်းကြည့်လိုက်တယ်ဒိုးဝါပြီသူကဖျားခင်ရှေ့မှာအလွန်ဆက်ဆောက်ယွန်းရှာတဲ့အဖွဲထဲပါသွားပြီသူမသိလိုက်ဘူးဒါမဲ့ယေရှုကအဲ့ဒီမိန်းမစီသွားတယ်ငါ့ကိုရေးပေးပါတဲ့ငါ့ကိုရေးပေးပါတဲ့ဘာလို့တောင်းလိုက်တာလဲအောင်းစရာကြီးနော်ရေးပေးပါတဲ့မိမလေယူဒလူဖြစ်လက်ပင်ဘာလို့ကျမစီမှာလာတောင်းတာလဲတဲ့ကျမပြဿနာရှာခြင်းလို့လားတစ်ဆယ်သွားယေရှုကလည်းဘုရားသခင်ဂျေဇုတော်ကို၎င်းအားလုံးပြောဘာလဲဘုရားသခင်ဂျေဇုတော်လာပြီဂျေဇုတော်ရင်စကားပြောပြီယေရှုရဲ့ message ကပထမဆုံးစတာအပြစ်သားကိုစလိုက်တဲ့ဂျေဇုတော်နဲ့စတယ် come on ခင်ဗျာဓမ္မကြီးဘုရားကျောင်းထဲမှာလူတွေမပြောင်းလဲကြဘူးဆိုတာကဂျေဇုတရားအဖြစ်ပဲလူတွေပြောင်းလဲတာဗျဂျေဇုတရားမဟောဘဲနဲ့သူတော်ကောင်းတရားတွေပဲရှောက်ဟောနေတယ်ယေရှုဟောတဲ့တရားယေရှုကဂျေဇုတရားဟောတာဗျယေရှုတရားတွေအားလုံးကြည့်လိုက်ဂျေဇုတရားကြီးပဲယေရှုတရားဂျေဇုတရားကြီးပဲအာမင်ဘုရားခင်ဂျေဇုတော်ကို၎င်းငါတောက်ဖို့ရေပေးပါဆိုတော့သူကအဘဲသူဖြစ်တယ်ကို၎င်းသင်သိလင်ထိုးသူတောင်းလိုက်မယ်ပြောချင်တဲ့အဓိပ္ပာယ်ပါလဲမင်းရဲ့ဘဝမှာလောကကြီးကမင်းကိုပြစ်ပယ်ထားတော့တယ်မကောက်လောကအတိုင်းဝိုင်းတစ်ခုလုံးကမင်းကိုရစရာမရှိအောင်ပြောပြီကွာနောက်မှတ်ထားညီကောင်မောင်မတို့ဘယ်အတိုင်းဝိုင်းမှမကြောက်နဲ့မှတ်ထားဘယ်အတိုင်းဝိုင်းမှမကြောက်နဲ့အဲ့ဒီဝေဖန်ကဲ့ရဲ့နေတဲ့အတိုင်းဝိုင်းကနေတင့်ကိုဆွဲထုတ်လဲထွက်လာခဲ့ဂျေဇုတော်နားလေတဲ့အဖွဲကအမြဲတမ်းတင့်ကိုလက်ခံကြိုးဆိုပြီးတော့မှတင့်ရဲ့နေရာမှာပြန်တင်ပေးဖို့အစဉ်တင်ဆောင်နေပြီးသားမနာအပြစ်တင်ဝေဖန်ကဲ့ရဲ့ပြီးတော့သူများမကောင်းကြောင်ပြောနေဖခင်เจ้าကရေရှည်ခံမှာမဟုတ်ဘူးဂျေဇုတော်နဲ့သွားတဲ့အတင်းတော်ပဲရေရှည်ခံလိမ့်မယ်ဘာဖြစ်လို့လဲညီကိုမောင်မတို့ဂျေဇုတော်မှာတပါအခြားသောမင်္ဂလာမရှိဘူးမင်္ဂလာရှိခြင်းဂျေဇုတော်နဲ့သွားမှမင်္ဂလာရှိတယ်တွားကြည့်ပညာတရားနဲ့ဆက်သွားဘာထူးခြားလာမလဲလို့ဟိုလူအပြစ်တင်ဒီလူအပြစ်တင်ဘာမထူးခြားလာဘူးတမျိုးလုံးအပြစ်တင်တော့ပယ်ထားတဲ့မိန်းမဆိုယေရှုလာပြီကျွန်တော်တို့ယေရှုကိုယုံကြည်တယ်ဆိုယေရှုအဖြစ်ကယ်တင်ရှင်ရတယ်ဆိုကျွန်တော်တို့ဘာလုပ်ရမှာလဲအဲ့ဒီယေရှုခရစ်တော်ရဲ့နှလုံးသားကျွန်တော်မှရှိဖို့ဘုရားလိုတော်ရှိတယ်
ယေရှုခရစ်ရှိသောစိတ်တော်တင်တို့၌ရှိအလကားပြောတာမဟုတ်ယေရှုကဘုရားခင်ဂျေဇုတော်ကို၎င်းငါမင်းစီဒီနေ့လာတာအဲ့ဒီဂျေဇုတော်ကြောင့်လာတာဖြစ်တယ်အာမင်မင်းရောဘသူမှလက်မခံအရေးမကြည့်ဘူးငါလက်ခံတယ်တိတ်မကြားလိုက်ဘူးအော်တိတ်မကြားလိုက်ဘူးတင်းရောဘသူမှလက်မခံနေပါစေငါလက်ခံတယ်မင်းရောတစ်မျိုးလုံးအပြစ်ပယ်တယ်အဲ့တစ်မျိုးလုံးရဲ့အရှိမငါမင်းကိုချီးမြှောက်မယ်ဘုရားခင်ဖြစ်တယ်မင်းရဲ့တစ်မျိုးလုံးကမင်းကိုပြန်ပြီးတော့မှအတူယူရတဲ့အဆင့်ဒီငါချီးမြှောက်မယ်ဘုရားခင်ဖြစ်တယ်တစ်မျိုးလုံးကပြန်အားကျလာခြင်းငါမင်းကိုကောင်းချီးပေးဖို့ပြင်ဆင်ထားပေးတာဖြစ်တယ်ဘုရားသခင်သူများပြစ်ထားတဲ့ကြောက်ကိုမှတိုက်တောင်းအထုပ်မှပြန်ထားခြင်းနဲ့ဘုရားအဲ့ဒီဘုရားကိုရထားတဲ့အတွက်ကြောင့်အဲ့ဒီဘုရားနာမတော်လက်ခုပ်တီးပြီးတော့ကျွန်တော်ချီးမွမ်းကြရအောင်ဟာလေလုယာဟာလေလုယာဘုရားခင်ကြီးတော်မူပြုမယ်အာမင်ဒီတစ်ခါလေးမှာငါမကောင်းတာငါအကောင်းဆုံးမျှော်လင့်လို့ရမလားဒီမိန်းမလည်းမမျှော်လင့်ရပါဘူးဘာတစ်ခုမှဘာမှမမျှော်လင့်ရတဲ့မိန်းမရှိကိုမျှော်လင့်ခြင်းလာပေးတာယေရှုကမင်းမျှော်လင့်လို့ရတယ်ငါသမီးမင်းအကောင်းဆုံးမျှော်လင့်လို့ရသေးတယ်ငါသမီးသိမချလိုက်ဘူးညီကိုမောင်မတယ်မင်းအကောင်းဆုံးမျှော်လင့်လို့ရသေးတယ်ငါသမီးတမျိုးလုံးဝမင်းကိုဘလို့ပဲထင်နေပါစေငါရဲ့အမြင်ကတော့ဟာလေလုယာဟာလေလုယာမင်းအထဲမှာရှိတဲ့ဆုကျေးဇူးနှိုးဆော်ဖို့ငါရောက်လာပြီကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ဖယားယူမင်းကအရင်ဆုံးနှစ်ဖူးတွေ့ဒူးတွေ့ရတဲ့အခွင့်ကိုငါမင်းကိုပြင်ဆင်ပေးလိုက်ပြီယေရှုကလည်းဘုရားခင်ကျေးဇူးတော်ကို၎င်းငါတောက်ဖို့ရေပေးပါဆိုတော့သူကအဘယ်သူဖြစ်တယ်လို့သင်သည်သိလင်ထို့သူကိုတောင်းလိမ့်မည်ထို့သူသည်လည်းအသက်ရေကိုပေးလိမ့်မည်ဟုပြန်၍မိန့်တော်မူတယ်။ဘာပြောလဲပြောအသက်ရေကိုပေးလိမ့်မယ်မင်းထင်တာကတမျိုးလုံးမင်းကိုဝိုင်းပယ်ထားတဲ့အတွက်ကြောင့်မင်းကတော့မကောင်းတဲ့အကျင့်ကိုကျင့်နေသူပေါ့ကွယ်ထပ်ပြောလိုက်သေးတယ်မချီချက်သွားမိမကတခင်လိုက်ရေခတ်เสียမရှိရေတွင်းလည်းနှက်တည်ဖြစ်အသက်ရေကိုအဘယ်သို့ရပါမည်နေဆက်သွားဤရေတွင်းကိုငါတို့အဖယာကုပ်သည်ငါတို့အားပေးယေရှုကလည်းဤရေကိုတောက်တော်သူသည်နောက်တဖန်ရေငတ်အောင်ဆက်သွားငါပေးသောရေကိုတောက်တော်သူမူကားရေငတ်ခြင်းနှင့်အစင်မပြတ်ကင်းလို့လိမ့်မည်ငါပေးသောရေသည်ထိုသူ၌ထာဝရအသက်ရှင်ခြင်းလို့ငါထွက်တော်စမ်းရည်ဖြစ်လိမ့်မည်မိတ်တော်ယေရှုပြောနေတဲ့အရာကထာဝရနဲ့ဆိုင်တဲ့စကားထာဝရအသက်နဲ့ဆိုင်တဲ့စကားဟုတ်ပြီနော်ထာဝရအသက်နဲ့ဆိုင်တဲ့စကားသူပြောနေပြီဒါပေမဲ့ဒီမိန်းမထာဝရကာလကိုသူမစင်စားရတော့နင့်လိုလူမျိုးကဘယ်တော့မှကောင်းကင်ဘုံသွားမဲ့ကိစ္စကိုမစင်စားတော့နဲ့ဒီအတိုင်းဝိုင်းတော်မှာလက်မခံနင့်ကိုကောင်းကင်ဘုံလက်ခံစရာဘာအကြောင်းမှမရှိဘူးဆိုတဲ့မိန်းမကိုယေရှုကိုယ်တိုင်လာတွေ့တာနင့်ကိုဒီအတိုင်းဝိုင်းတော်မှာလက်မခံရင်မင်းကိုဖျားလက်ခံဖို့ဆိုဝေးသွားပြီးရှောက်မစင်စားတော့နဲ့တနည်းအားဖြင့်ပြောရင်မျောလင့်ခြင်းမဲ့နေတဲ့မိန်းမဒီနေ့ထောင်ထဲမှာရှိတဲ့သူတွေအားလုံးနဲ့ဆရာစကားပြောကြည့်တဲ့အခါမှာပြောတဲ့စကားတစ်ခုမှရှိတယ်မျောလင့်စရာမရှိတာမျောလင့်စရာမရှိတဲ့ကောင်ဘာလုပ်လဲဖြစ်တယ်လို့ပဲတိုင်တပ်လိုက်တယ်လူပလိုက်တယ်ဓမြတိုက်ပလိုက်တယ်ခိုးပလိုက်တယ်ဘာဖြစ်နာလဲသူတို့မမျောလင့်ရတော့ငါတို့ဘဝဒါပဲငါတို့ဘဝဒါပဲငါတို့ဒါနဲ့ပဲလမ်းဆုံးမှာပဲအဲ့ဒါမျောလင့်ခြင်းမှမရှိတော့တာဘာလို့အဲ့ဒါနဲ့လမ်းဆုံးအောင်မှာလဲဘာဖြစ်လို့တင်ဒီဘဝနဲ့ပဲလမ်းဆုံးအောင်မှာလဲဒီထက်ကြီးသောမှုတွေဘုရားခင်ပြင်ဆင်ထားတယ်ဒီထက်ကြီးသောမှုတွေဘုရားခင်ပြင်ဆင်ထားတယ်သင်မကြားလိုက်ဘူးဒီထက်ကြီးသောမှုတွေဘုရားခင်သင်အတွက်ပြင်ဆင်ထားတယ်ဟာလေလုယာဒီထက်ကြီးသောမှုတွေဘုရားခင်ပြင်ဆင်ထားတယ်င
ngao kholo nga thume jido ya te mati ne na ne de aya nga pho pya me lo pyo de atwat jaung bhaya thakhin jido mu ko pyu pho pyin sin tha pi ta phit ne ကျွန်တော်ယုံကြည်တယ်ဒီမှာရှိတဲ့ညီကိုမောင်မတွေမိသားစုတွေဖခင်အမှုတစ်တွေပြုတော့မယ်ငါမထိုက်တန်ဘူးမပြောနဲ့ဂျေဇုတော်ကတင်းကိုထိုက်တန်စေတယ်တင်းနားမလဲလိုက်ဘူးတင်းမထိုက်တန်ဘူးလို့ပြောရင်ဂျေဇုတော်ကတင်းကိုထိုက်တန်စေတယ်ဒါကြောင့်ယေရှုကလာတဲ့အခါမှာဖခင်ဂျေဇုတော်လို့၎င်းအဲ့ဒါကိုစပြောတာငါဒီမှာရောက်လာရတာဂျေဇုတော်ကမင်းကိုထိုက်တန်တယ်ဆိုတဲ့အကြောင်းကိုလာပြောဖို့ငါရောက်လာတာငါကပြည့်ညတ်တရားကိုလာပြောလို့စီရင်ဖို့လာတာမဟုတ်ဘူးဂျေဇုတော်အဖြစ်ကယ်တင်ဖို့လာတာဒီအတိုင်းဝိုင်းထဲကနေကယ်တင်ဖို့လာတာအဲ့ဒီအတိုင်းဝိုင်းမတွေ့ရတဲ့မင်းကိုမင်းအပြည့်အဲ့ဒီအတိုင်းဝိုင်းကောင်းကြီးဖြစ်ဖို့ငါလာတာတင်မိသားစုရဲ့လက်ညှိုးထိုးခြင်းခံရရင်မှတ်ထားစတင်မျှော်လင့်တော့အဲ့ဒီမိသားစုအသင်အဖြစ်ကောင်းကြီးဖြစ်တော့မယ်Hallelujah အဲ့ဒီလူမျိုးကတင်းကိုလက်ညှိုးထိုးရင်စတင်မျောလင့်စမ်းမှာအဲ့ဒီလူမျိုးကတင်းအပြင်ကောင်းကြီးဖြစ်တော့မယ် Hallelujah Hallelujah ယုံကြည်ရတဲ့သူတွေဖြစ်ပါစေမျောလင့်ရတဲ့သူတွေဖြစ်ပါစေမျောလင့်ရတဲ့သူတွေဖြစ်ပါစေမင်းကဘာမှသုံးမကြောက်ပြောတဲ့သူရှေ့မှာအဲ့ဒီပြောတဲ့သူတွေပြန်အော်ရလောက်တဲ့ဒီတင်းဟာအင်မတန်မှအသုံးဝင်တဲ့သူတယောက်ဖခင်နိုင်ငံအတွက်အင်မတန်မှအသုံးဝင်တဲ့သူတယောက်ဖြစ်ကိုဖြစ်လာလိမ့်မယ်ဆိုတာယေရှုနာမနဲ့ကျွန်တော်ပြောရတဲ့စတင်မျှော်လင့်ရတဲ့သူတွေဖြစ်ပါစေရှာခါရာဘာစေတီယာမာတင်းတယ်မှာဖခင်လုံးနေပြီတင်းတယ်မှာဖခင်လုံးနေပြီဟာလေလုယာဆက်သွားရအောင်မိမကလည်းသခင်ကျွန်ုပ်ဒီရေငတ်ခြင်းနဲ့၎င်းဒီကိုလာ၍ရေခတ်ခြင်းနဲ့၎င်းကင်းလွတ်မြေကြောင်းထိုရေကိုပေးပါဟုရှောက်တော့သခင်ကျမလေးတခါရေလာခါတာကျမအရန်ကြောက်တယ်ကျမကိုပြစ်တင်မဲ့သူတွေနဲ့မျက်စိစုံမှာကျမအရန်ကြောက်တယ်ကျမကိုကေးရဲမဲ့သူကျမကိုစတွေးထွေးမဲ့သူတွေမြင်ရမှာကျမအရန်ကြောက်တယ်ဒါကြောင့်လူမရှိတဲ့ချိန်မှာကျမခိုးကြောင်ခိုးဝက်နဲ့လာတဲ့ဖြစ်ဆိုကြီးကိုလူတွေကိုရှောင်နေတဲ့ဘဝကြီးကျမညင်းငွေ့နေအွန်လိုင်းမှာဘယ်နှယောက်ရှိလဲဟိုလူမကြည့်ရဲ့ဒီလူမကြည့်ရဲ့ဟိုလူမရင်ဆိုင်ရဲ့ဒီလူမရင်ဆိုင်ရဲ့ဘဝနဲ့နေနေရတဲ့ဘဝကြီးကိုကျွန်မညီးငွေ့နေပြီကျွန်တော်ညီးငွေ့နေပြီဆိုတဲ့သူတွေ God is about to do something new in your life Shakaraba setiyama sokorobo shetiyakabaတို့အသင်းတော်တွေဘာတွက်ထားတာလဲအဲ့ဒီတော့အတိုင်းဝိုင်းထဲကနေစွန့်ပယ်ခြင်းခံရတဲ့သူတွေအတွက်တကားဖွင့်ထားတဲ့အသင်းတော်တွေဖြစ်ရမယ်အာမင်အာမင်အာမင်ဟုတ်တယ်မားတယ် तू မားတဲ့အတွက်ကြောင့်သူ့ကိုပြစ်တင်တယ်ဘာလို့မားလဲဒီမှာပြောပြီးမင်းကငါဒါတွေလာပြောတာမင်းအကြောင်းမသိဘူးထင်လို့လားမင်းအကြောင်းငါသိတယ်ဆိုတာငါရှင်းပြတော့မယ်မင်းပြောစရာမလိုမင်းသွားပြီးမင်းလင်းကိုသွားခေါ်ခဲ့တယ်လူအများကြီးရှိမှပြောတာမဟုတ်ဘူး तू တယောက်တည်းပဲပြောနေတာမင်းလင်းကိုသွားပြီးတော့မှခေါ်လိုက်ပြီးတော့လာပြန်လာခဲ့တယ်ဆက်သွားမိမကလည်းကျွန်ုပ်၌လင်မရှိဟုဆိုလေယေရှုကျမမှလင်မရှိဘူးတဲ့မင်းပြောစကားသိမှန်တာဗောလင်မရှိဘူးလေတဲ့အခုမင်းပေါင်းနေတဲ့လင်ကမင်းလင်မဟုတ်ဘူးလေရှင်းပြောရရင်သူကဖျားရှိလူရှိလက်မထပ်ပဲနဲ့ပေါင်းနေတာ
ဒါပေမဲ့တကယ်လက်ထပ်ထားတဲ့လူကတော့9ယောက်ရှိတယ်ချက်သွား အကြောင်းမူကားတင်၌လင် အဲ့ 9 ဒါ ယောက် ပြောပြမယ်လင်9ယောက်ရှိဘူးတဲ့လူတစ်ယောက်ကဝင်လာပြီးတော့မှဖျားเจ้าထဲမှာလာဝင်ထိုင်ငါတို့ဘယ်လိုမျက်လုံးနဲ့ကြည့်မလဲလင်9ယောက်ရှိဘူးတဲ့လူတယောက်လက်ရှိမှာလင်မရှိဘူးဘလို့ထိမဲ့ထင်လဲခရိယန်နေဟမ်အဲ့ဒီမိန်းမတယ်လို့လေးကြည့်မိလို့သူ့ယောက်ျားကိုကြည့်လို့ဖြစ်သွားရင်တော့မှ6ယောက်မြောက်က9ယောက်ျားဖြစ်တော့မလားမသိဘူးဆိုတဲ့စိတ်နဲ့ဒီမိန်းမကိုသူမျက်စိဖန်မျက်စောင်းထုတ်ပလိုက်နိုင်တယ်ဒါမဲ့အဲ့လိုမျိုးလူယေရှုကအချိန်သွားပေးတယ်တို့အတိုင်းဝိုင်းနေမကောင်းစားတာမဆန်းဘူးစိတ်လုံးကောင်းစားရင်အရာရာကောင်းစားတယ်ကိုကဒါဘာမှမရှိတာသူမြောက်တော့နှိမ်တက်သေးတယ်အယမ်းသာအောင်မြင်ဘယ်လိုလုပ်မလဲဖခင်အယမ်းချီးမြှောက်ခြင်းနဲ့ယုံပေးပါဒါမဲ့ခရစ်တော်နဲ့ရှိသောစိတ်တဘောစိတ်လုံးကောင်းစားရင်အရာရာကောင်းစားတယ်နော်ဒီမှာအတင်းတော်လာတဲ့သူတွေအားလုံးဆရာသားသမီးလို့ဆရာတကယ်သဘောထားတယ်အယံကောင်းစားစေချင်တာဖခင်သိတယ်ဒုက္ခတွေပြဿနာတွေနဲ့ဒီသူများနိုင်ငံမှာရင်ဆိုင်နေရတာမြင်ရရင်ဆရာမပြောဘူးကောင်းစားဖို့လေဖခင်အလိုတော်တကယ်ရှိတယ်ဒါမဲ့တို့တွေကကျမ်းစာအုပ်ကြီးထိုင်ဖတ်ပြီးခရစ်တော်ရဲ့စိတ်တော်မမွေးမြူခြင်းဘူးFacebook ဖတ်ပြီးတော့မှလောကသားအတွေးခေါ်ပဲထည့်နေကြတာဒါတွေကတို့ကိုဆင်းရဲစေတာဒါတွေကတို့ကိုလုပ်ငန်းတွေမှာအဆင်မပြေစေတာရုန်းကန်စေတာလှုပ်ရှားစေတာဖတ်တော့ဖတ်တာပဲဆရာမြင်လို့ကျမတို့မမြင်ဘူးလေဘယ်မြင်မလဲပြုတ်ပြင်မှမခံချင်တာအရောက်စီတိုင်းဖခင်တကယ်မင်္ဂလာရှိတဲ့ကောင်းစားခြင်းတွေကိုခေါ်သွင်းဖို့ရန်အတွက်နှစ်တိုင်းပြင်ဆင်ခဲ့တယ်ဒီနှစ်တော့မလွတ်ကြဆုံးနဲ့ကွယ်2026ကိုတို့ကျေးဇူးတော်ချီးမွမ်းပြီးတော့မင်္ဂလာအပြည့်နဲ့ဝင်စားမယ်ကွယ်မအားရကြတဲ့နေ့ဆရာပြန်လာပြီးတော့မှနှစ်တစ်ကိုဖခင်ရှင်နဲ့အကောင်းဆုံးဖွင့်မယ်မင်္ဂလာနေ့ကာလတွေခံယူသွားမယ်အပြည့်သိမ့်ပိုက်သွားမယ်ဟာလေလုယာဒီတို့သားသမီးတွေဒီမြေကြီးမှာကောင်းစားလိမ့်မယ်ဒီတို့သားသမီးရဲ့သားသမီးတွေကမြေကြီးမှာကောင်းစားတော်သူတွေဖြစ်လိမ့်မယ်မြမပြည်စင်းရဲ့ချင်းကိုတင်တို့အပြည့်ကျွယ်ဝခြင်းပြန်လဲသေးဆောင်နိုင်တဲ့သူတွေဖြစ်ရမယ်မင်းမမင်းလင်9ယောက်ပဲရှိငါစိတ်ဝင်စားစိတ်ဝင်စားတာမင်းရဲ့အတိတ်မဟုတ်မင်းရဲ့အနာဂတ်ကိုငါစိတ်ဝင်စားတယ်မင်းရဲ့အနာဂတ်လာပါဖို့ငါမင်းကိုလာပြောတာမင်းရဲ့အနာဂတ်လာပါဖို့မင်းရဲ့အတွေးခေါ်ပြင်လိုက်ငါမထိုက်တန်ဘူးငါမကောင်းဘူးငါဒီတန်ခွဲမှာငါယုံညံ့တဲ့သူဖယ်ပလိုက်တော့မင်းတို့ငါအကောင်းဆုံးပြင်ဆင်ထားတယ်ဆိုတာမင်းသိဖို့လိုတယ်မင်းမလင်9ယောက်ရှိဘူးတဲ့ယခုတင်တဲ့နေတဲ့သူပင်လေမင်းလင်မဟုတ်ဘူးလေ အကြောင်းမူကားတင်၌လင်9ယောက်ရှိသောကြောင့် မင်းအနာကလပဖို့မင်းအတွေးခေါ်ပြင်လိုက်ငါမထိုက်တန်ဘူးငါမကောင်းဘူးငါဒီတန်ခွဲမှာငါယုံညံ့တဲ့သူဖယ်ပလိုက်တော့မင်းတို့ငါအကောင်းဆုံးပြင်ဆင်ထားတယ်ဆိုတာမင်းသိဖို့လိုတယ်
အဲ့ဒါပဲလေမင်းက society ထဲမှာမင်းအပြစ်အကြီးလုံးနေပြီဒါပေမဲ့မင်းသိလားမင်းရဲ့အမင်္ဂလာတွေအားလုံးကိုမင်္ဂလာဖြစ်စေဖို့ကြောင်းပြန်လှန်ပြမဲ့သူကမင်းအရှိပါရောက်နေတာငါပေးသောရေကိုမင်းတောက်ရင်ထာဝရရေငတ်ခြင်းနဲ့ကင်းလို့လိမ့်မယ်မင်းရဲ့အမင်္ဂလာတွေအားလုံးမင်္ဂလာဖြစ်စေမှာငါပဲငါအားဖြင့်မင်းမျှော်လင့်လို့ရတယ်ငါအားဖြင့်မင်းမျှော်လင့်လို့ရတယ်ယောမခန်းကြီး15ငယ်73ဟာလေလုယာငါအားဖြင့်မင်းမျှော်လင့်လို့ရတယ်ငါအားဖြင့်အကောင်းဆုံးကိုမင်းပုံဖော်ပလိုက်လို့ရတယ်ငါအားဖြင့်အကောင်းဆုံးအနာဂတ်ကိုမင်းကြွေးကြော်ပလိုက်လို့ရတယ်ဝန်ခံပလိုက်လို့ရတယ်ယုံရဲလို့ရတယ်တင်တို့သည်တန်ရှင်သောဝိညာဉ်တော်၏တကူအားဖြင့်မျော်လင့်ခြင်းပါရမီနှင့်ကြွယ်ဝစေခြင်းသာ May the God of hope May the God of what Hope fill you Come on မျော်လင့်ခြင်းအရှင်ဟာတင့်အထဲမှာလိုအပ်တဲ့အရာတွေအလုံးဖြည့်ဆည်းပေးမှာဖြစ်တယ် Hallelujah May the God of hope fill you with all joy and peace as you trust in Him, so that you may overflow. Shatarakaba. Hetarobo shitiyakaba. You may overflow with what? Hope by the power of the Holy Spirit. Tenodi tashindo winino itaku apin. မျော်လင့်ခြင်းပါရမီနဲ့ကြွယ်ဝစေခြင်းကယုံကြည်သောစိတ်ရှိ Come on ပါရှိလေလေယုံကြည်သောစိတ်ရှိ၍ဝမ်းမြောက်တတ်တာခြင်းအမျိုးမျိုးနဲ့ပြည့်စုံမိအကြောင်းမျော်လင့်ခြင်းအရှင်ဘုရားခင်ဒီကဲမတော်လေဘာမျော်လင့်ခြင်းအရှင် Come on ပြောရအောင်ပါလေမျော်လင့်ခြင်းအရှင် Hallelujah The God of hope မျော်လင့်ခြင်းအရှင်မျော်လင့်ခြင်းဘုရားတင်မျောလင်းလို့ရတယ်တင်မျောလင်းလို့ရတယ်တင်မျောလင်းလို့ရတယ်လောကမှာမျောလင်းစရာမရှိဘူးဘုရားပဲပဲလေငါမှာမျောလင်းစရာရှိတယ်ထာဝရဘုရားမျောလင်းတော်သူတို့မူကအားပြေချလိမ့်မယ်ထာဝရဘုရားမျောလင်းတော်သူကအားပြေချလိမ့်မယ်ရွှေလင်းယုံကဲ့သို့မိမိတို့အတောင်ကိုအသစ်ပြုပြင်ကြလိမ့်မယ်ပြေးတော်လဲမပင်ပခရီးသွားသောအခါမမောရတဲ့အခွင့်ကိုဘုရားပြင်ဆင်ထားတယ်ဒီမှာမျောလင်းခြင်းရှိနေလောကမှာဘယ်တော့မှမပင်ပန်းဘူးဘယ်တော့မှမမောဘူးမျောလင်းခြင်းရှိဘယ်တော့မှပင်ပန်းဘယ်တော့မှမမောဘူးအာမင်ထာဝရမျောလင်းတဲ့သူအားပြည့်မယ်အားပြည့်မယ်အရှိန်နဲ့တင်ပြေးနိုင်လိမ့်မယ်အနာဂတ်လှပတဲ့အနာဂတ်ကိုပြင်ဆင်ထားဆိုသိတဲ့အခါမှာဘာတော့မှစိတ်တမကြောက်ဘယ်တော့မှစိတ်မပြောက်ဘယ်တော့မှအားမငယ်သွားဘူးဘယ်တော့မှအားမလျော့သွားဘူးငါတို့ဖျားအကောင်းဆုံးပြင်ဆင်ထားတယ်ပြောငါတို့ဖျားခင်အကောင်းဆုံးပြင်ဆင်ထားတယ်မချလိုက်ပြန်ပြောဖျားခင်ငါတို့အကောင်းဆုံးပြင်ဆင်ထားတယ်ဘုရားသခင်ငါတို့အကောင်းဆုံးပြင်ဆင်ထားတယ်မချလိုက်ပြန်ပြောဖျားခင်ငါတို့အကောင်းဆုံးပြင်ဆင်ထားပြီဘုရားသခင်ငါတို့အကောင်းဆုံးပြင်ဆင်ထားတယ်ဒီအမျိုးသမီးရဲ့တက်တောက်ကြည့်လိုက်ဘာမှမမျော်လင့်ရတော့ဘူးဒါပေမဲ့မျော်လင့်ပါလို့လာပြောတာယေရှုဟာမင်းရဲ့အခြေအနေငါအကုန်သိတယ်မင်းရဲ့အခြေအနေကြောင့်လောကကြီးကမင်းကိုစွန့်ပယ်ထားတယ်မင်းရဲ့အခြေအနေကြောင့်လောကကြီးကမင်းကိုလက်မခံဘူးဒါပေမဲ့ငါမင်းကိုလက်ခံတယ်ငါမင်းကိုလက်ခံရုံနဲ့မကဘူးမင်းရဲ့အတ္တရဲ့လိုအပ်မှုတွေအားလုံးဖြည့်ဆည်းပေးဖို့ငါရောက်လာပြီ The God of hope will fill youသူရဲ့အပြစ်တွေကြောင့်ဝမ်းနဲ့နေတဲ့သူဘယ်လိုခြေနေကြောင့်ဖြစ်လဲတော့မသိပါဘူးလေဒါပေမဲ့လင်9ယောက်ကောင်းရကောင်းလုံးနဲ့ယူနေလင်9ယောက်လူအတိုင်းဝိုင်းပြစ်ပယ်ခြင်းခံထားတဲ့မိန်းမငါတို့ပြေနေဝမ်းနေခြင်းရှိစူတောင်ခြင်းဖြင့်ထန်တော်ခြင်းက
အဲ့ချက်လေးပြဆိုကြအရင်ကောင်းတယ်ငါတို့ပြင်းနေဝမ်းနေချင်ညာခံရမိတ်ဆွေယေရှုရှိဆုတောင်းခြင်းတန်တော်ခြင်းအခွင့်ဒီအံွယ်ဖြစ်ပေခြင်းကြောင့်ဖြစ်သည်ထဆဆိုတယ်ငါတို့တွေစုံစမ်းနောက်ချက်ချင်းငါတို့တွေစုံစမ်းနောက်ချက်ချင်းဆင်းရဲဒုက္ခရှိသလားတဲ့မေးတယ်ဆင်းရဲဒုက္ခရှိသလားဘယ်ကမြစိတ်မပြည့်စေရှာထာရကပါတောင်းတဲ့တော်ချေပါဝမ်းနေခြင်းမျိုးကမိတ်ဆွေလို့သေစာရှိသူတွေ့မြည်လားပြောငါတို့အားနေခြင်းယေရှုရှိကြသလားကြရအောင်ကဲတင်ရှင်မိကိုရဖြစ်ပြီဆုတောင်းရဲ့တတော်ချင်မှာဆက်ဆိုမမိတ်ဆွေများမိတ်ဆွေများရောရှာဆုံးပြေHallelujah. ငါတို့ပြင်းနေဝမ်းနေခြင်းများခံရမေရှိယေရှုရှိဆုတောင်းခြင်းတန်တော်ခြင်းကခွင်ဒီအံွယ်ဖြစ်ပေမောင်မတော်တင်ပဲချင်းနေမှာရှိပါစေဘယ်အခြေအနေမှာရှိပါစေအကောင်းဆုံးစမျှော်လင့်အောင်လင်း9ယောက်ရှိတဲ့မျိုးသမီးရှင်မာရီမျိုးမင်းသူ့မှာမျှော်လင့်စရာတကယ်မရှိတော့ဘူး
အတိုင်းဝိုင်းရဲ့ပြစ်ပယ်ခြင်းခံထားတဲ့ဘဝပြီးသွားပြီမလာနဲ့ငါတို့တိုင်းဝိုင်းမလာနဲ့ကျွန်တော်ပြောမယ်ဒီအသင်းတော်ကလောကကြီးကအတိုင်းဝိုင်းပြစ်ပယ်ထားတဲ့လူတွေအားလုံးကြိုးစိုးတယ်အဲ့လူကြိုးစိုးလို့ဆရာကမကောင်းပြောမလားပြောကြီးပဲအဲ့လူတွေအားလုံးထိတ်ဆုံးရအောင်ဖျားခင်ပြန်ပို့ဖို့ဆရာဆုတောင်းတယ်ဟာလေလုယာဒုတိယပိုက်လေးဆိုချင်အရန်ကောင်းတယ်ဆိုဘာလဲငါတို့တွေ့ဆုံးစံနောက်ရှင်စေရဲ့ဒုက္ခရှိတာဘယ်ခါများစိတ်မပြတ်စေဘသူမှလက်မခံနေစေငါလက်ခံတယ်ငါစီလာခဲ့ That's what he's talking about ဒါကြောင့်တင်အကောင်းဆုံးမျှော်လင့်ရအောင်အာမင်အကောင်းဆုံးမျှော်လင့်ရအောင်အကောင်းဆုံးမျှော်လင့်ရအောင်မကြခင်မှာဆရာဆုတောင်းပေးတော့မယ်အကောင်းဆုံးကိုသင်မျှော်လင့်ဖို့ဘုရားခင်သင်အောင်လို့ရှိတယ်အကောင်းဆုံးမျှော်လင့်တဲ့လူတစ်ယောက်အတွက်အဲ့ဒီမကောင်းတဲ့အကျင့်ဆိုးတော်မှာပြုပြင်ပြီးတော့မှအကောင်းဆုံးပို့မယ်ဖရားဖြစ်တယ်တင်မကြားလိုက်ဘူးတင်မကြားလိုက်ဘူးလူတစ်ယောက်ကအကောင်းဆုံးမမျှော်လင့်ရဘူးဘာကြောင့်လဲဆိုတော့သူ့ရဲ့အသက်တာကြည့်လိုက်တဲ့အခါမှာအကောင်းဆုံးနဲ့မထိုက်တန်ဘူးလို့ခံယူထားတယ်ဘာလို့သူ့ရဲ့လက်ရှိအကျင့်ဆိုးကြောင့်ကောင်းတာသိတယ်မလုံနိုင်ဘူးမကောင်းတာသိတယ်မရှောင်နိုင်ဘူးအဲ့ဒါကြောင့်သူအကောင်းဆုံးမမျှော်လင့်ရဘူးတင်တကယ်အကောင်းဆုံးမျှော်လင့်ရင်အကောင်းဆုံးဝန်ခံရင်တင်ရဲ့အကျင့်ဇိုးကိုတော့မှတကိုးနဲ့ဖျားပြုတ်ပြင်ပြီ Come on တကိုးနဲ့ပြုတ်ပြင်တယ်လို့ပြောရအောင် Come on တိတ်မကြလိုက်ပြန်ပြောရအောင်ဖျားတကိုးနဲ့ပြုတ်ပြင်ပြီးတော့မှတင်တောင်းပန်ကြံစီသမျှတဲ့အလွန်ထူးခြားသောအမှုကိုပြုမယ်ဖျားရှင်ဖြစ်တယ်ဆိုတာအထိတင်ယုံရဲဖို့မျှော်လင့်ရဲဖို့ဖျားအလိုတော်ရှိတယ်လေးကိုတွားရအောင်နောက်ဆုံးယောဟန်ခန်းကြီး၄ထိုမိမကလည်းသခင်ကိုတော်ဒီ prophet ဖြစ်ဒီကိုကျွန်တော်ရိပ်မိပါ၏ကျွန်မအကြောင်းကိုတော်ကုန်သိနေဆို prophet ဖြစ်ဒီကိုကျွန်မရိပ်မိပါတယ်ကျွန်တော်တို့ဘိုးဘေးများသည်ဤတောင်ပေါ်၌ကိုးကွယ်လေးရှိကြ၏ယေရုရှလင်မြို့သားကိုးကွယ်ရမည်သင်တို့သည်ဆိုတတ်ကြ၍ရှောက်လင်ဆက်သွားအချင်းမိန်းမငါစကားကိုယုံလို့ဤတောင်တို့မလားယေရုရှလင်မြို့တို့မသွားပဲခမည်းတော်ကိုးကွယ်ရမည်အချိန်ကာလရောက်ဆဲရှိဆက်သွားသင်တို့သည်ကိုမသိသောအရာကိုကိုးကွယ်ကြ၏ငါတို့သည်ကိုသိသောအရာကိုကိုးကွယ်ကြ၏အကြောင်းမူကားယူဒလူတို့၌ကဲတင်ခြင်းအကြောင်းရှိ၏ဆက်သွားကိုးကွယ်သောသူမှန်သမျှတို့သည်ခမည်းတော်ကိုနံဝိရနှင့်၎င်းတစ္ဆာတရားနှင့်၎င်းကိုးကွယ်ရမည်အချိန်ကာလသည်လာ၍ယခုပင်ရောက်လျက်ရှိ၏အကြောင်းမူကားထိုတို့ကိုးကွယ်သောသူတို့ကိုခမည်းတော်သည်အလိုရှိတော်မူညီကောင်မတို့ဘာပြောနေထင်လို့လဲရေတောင်လာမခတ်ရတဲ့မိန်းမကိုးကွယ်တဲ့နေရာဘလို့မှမသွားရဘူး
ဒီနေ့ပြောင်းလဲခြင်းပေမဲ့ဖះเจ้าမလာရတဲ့သူတွေအများကြီးရှိတယ်ဘာလို့သိလားဖះเจ้าလာပေမဲ့ခရစ်တော်ရဲ့နှလုံးသားမရှိတာတွေကိုကြောက်လို့မလာရဲဘူးနှုတ်ကပတ်တော်လေးကြားခြင်းတယ်အဲ့နှုတ်ကပတ်တော်ကငါ့ကိုပြောင်းလဲစေမယ်လို့သိတယ်ဒါပေမဲ့မလာရဲဘူးလာရင်အတင်းတော်မဟုတ်အတင်းတော်ဖြစ်နေလို့အတင်းမှာအရန်တော်လို့အတင်းတော်မဟုတ်အတင်းတော်တာအတင်းကအရန်တော်တော့သူတို့ကြောက်တယ်အတိုင်းဝိုင်းထဲမလာရဲဘူးဒီအတိုင်းဝိုင်းထဲလာရင်ငါဘာသာငါအေးစင်းနေတာအကောင်ဒီအတိုင်းဝိုင်းထဲလာမှငါရဲ့မကောင်းတဲ့နေပိုးပြီးတော့ပေါက်ချသွားမယ်မလာရဲတော့ဘူးဘလောက်ဝမ်းနေစရာကောင်းလဲအတင်းတော်ဆိုတာအတင်းတော်ဆိုဖခင်ရဲ့အတင်းတော်အဲ့လိုမှမဟုတ်တာဗျာအတင်းတော်ဆိုအဆောက်အုံမဟုတ်ဘူးအတင်းတော်ဆိုအတင်းအတင်းတော်ဆိုအတင်းခရစ်တော်ရဲ့အတင်းတော်ဆိုအတင်းခရစ်တော်ရဲ့နှလုံးသားရှိတဲ့သူခရစ်တော်ရဲ့အတင်းတော်ပဲအဲ့ဒီအတင်းတော်ယေရှုပြန်လဲသိမ်းဆဲမှာခရစ်တော်ရဲ့နှလုံးသားရှိတဲ့အတင်းတော်တွေဖြစ်ရမယ်မကြားလိုက်ခရစ်တော်ရဲ့နှလုံးသားရှိတဲ့အသင်းတော်တွေဖြစ်ရမယ်အာမင်ခရစ်တော်ရဲ့နှလုံးသားရှိတဲ့အသင်းတော်ဖြစ်ရမယ်လဲပြိုတဲ့သူတွေလာမှာပဲမျောလင့်ခြင်းမဲ့တဲ့သူတွေလာမှာပဲခရစ်တော်နဲ့ရှိသောစိတ်တော်ရှိဖို့အရေးကြီးတယ်မျောလင့်ရမယ်သူများလည်းမျောလင့်ခြင်းတွေကူးဆက်စေရမယ်တင်လဲမျောလင့်ရရမယ်မကြားလိုက်တင်လဲမျောလင့်ရရမယ်တင်မျောလင့်ရရမယ်2026ကတိတော်ထူးခြားသောနှစ်ဖြစ်ရမယ်2026ဟာဘုရားခင်လက်တော်ကြီးကိုမြင်တွေ့ရတဲ့နှစ်ဖြစ်ရမယ်ဆုံးရှုံးခြင်းတွေကနေပြန်တော့ restore ပြန်လုပ်ခြင်းခါတဲ့နှစ်ဖြစ်ရမယ်ဝမ်းနဲ့ခဲ့တဲ့နှစ်တည်းနဲ့ဝမ်းမြောက်ခြင်းပြန်လဲပြတော့မှရရှိတဲ့နှစ်ဖြစ်ရမယ် hallelujah hallelujahတင်းရဲ့တတ်တာသူများပြန်လဲအားပေးနေတဲ့သူပြန်ဖြစ်လာလိမ့်မယ်ခြေခွဲတဲ့သူတွေပြန်လဲပြီးတော့နှစ်သိမ့်ပေးနေတဲ့သူတွေဖြစ်လာရမယ်ဆုံးရှုံးခြင်းနဲ့တင်းအထူးကြွယ်ဝခြင်းကိုလက်ဆင့်ကမ်းတဲ့သူဖြစ်ကိုဖြစ်ရမယ်ဟောရသူများစေယူရတဲ့သူဒါမဲ့တင်းပြန်ပေးရတဲ့သူဖြစ်ရတဲ့ခွင့်ဘုရားခင်ပြင်ဆင်ထားပြီးဖြစ်တယ်စတင်မျောလင်းအောင်စတင်မျောလင်းအောင်စတင်မျောလင်းအောင်ဆရာကမြန်မာပြည်တိုင်းတာလောက်ပဲဖျားခင်သုံးမယ်လို့မျှော်လင့်မြန်မာပြည်ထဲမှာပဲသုံးမယ် no လူမျိုးတကာဖျားခင်သုံးလိုက်မယ်ဆရာလူမျိုးတကာထဲကိုဖျားခင်စေလွတ်တော့မယ်ဘာလို့လဲဆရာမျှော်လင့်ထားလို့ဆရာမျှော်လင့်ထားလို့သင်မချလိုက်ဘူးဆရာမျှော်လင့်ထားလို့သင်မျက်စိရှေ့မှာဖျားခင်နိုင်ငံတကာမှာဆရာလူမျိုးတကာဟောတာမချခင်သင်မြင်ရတော့မှာဖြစ်တယ်ဟာလေလုယာမကြခင်တင်မြင်ရတော့မှာဖြစ်တယ်မကြလိုက်ဘူးမကြခင်တင်မြင်ရမှာဖြစ်တယ်ဟဲ့အဲ့ဒါဆိုတင်မှတ်ထားအဲ့ဒီဆရာဒေးဗစ်လာသူ့ဘာသာသူဖြစ်လာတာမဟုတ်စားတင်သိဖို့လို့တယ်ဆရာစတင်မျောလင့်ခဲ့တဲ့နှစ်က9နှစ်ရှိပြီစတင်စာအုပ်ထဲမှာရေးချခဲ့တယ်တင်းကိုဒိတ်ပြလို့ရတယ်2026မှာ9နှစ်ပြည့်ပြီ2025ထဲမှာစတင်တော့ဖခင်တကားစတယ်ဖွင့်ပြီမျောလင့်တဲ့တိုင်အလုပ်လုပ်တဲ့ဖခင်ဆရာအမြဲတမ်းဝန်ခံထားတယ်9နှစ်တိုင်းမှာငါ့ရဲ့အသက်တာထူးခြားမယ် every 5 years ငါ့ရဲ့အသက်တာ level တစ်ဆင့်တက်ကိုတက်နေရမယ်ဘာကြောင့်လဲမျောလင့်ခြင်းအရှင်ကငါ့ကိုဘယ်တော့မှမျောဝမ်းနည်းစရာအကြောင်းမဖြစ်စေဘူးအမြဲတမ်းမျောလင့်ခြင်းအရှင်ကဝမ်းမြောက်စေတယ်ဖခင်Hallelujah. Hallelujah. Hallelujah. ဆရာမြဲတမ်းဝန်ခံထားတယ်ဆရာမြဲတမ်းဝန်ခံထားတယ်မြန်မာပြည်ကျွယ်ဝတဲ့နိုင်ငံဖြစ်လာမယ်မြန်မာပြည်ကောင်းကြီးခံစားတဲ့နိုင်ငံဖြစ်လာမယ်မြန်မာပတ်စုကင်တဲ့သူတွေနိုင်ငံတကာမှာမျက်နှာရလာစေရမယ် Hallelujah. ယုံကြည်တဲ့သူအာမင်သုံးချိန်ထိုးရအောင်အာမင်အာမင်မြန်မာပြည်ရဲ့ကောင်းဆောင်မှုပိုင်းဆိုင်ရာကစားဖျားခင်အကုန်ပြောင်းလဲပြစ်ပြီးတော့မှတကယ့်ကိုနိုင်ငံကောင်းကြီးဖြစ်စေတဲ့ခေါင်းဆောင်တွေပြန်လဲရောက်ရှိလာမယ်ဆိုတာယုံကြည်တဲ့သူတွေအာမင်သုံးကြိမ်ထူးရ
အာမင် Hallelujah အာမင် ရောက်ဆက်ခံယူရတဲ့မြန်မာပြည်သားတွေအပြင်ဒီနိုင်ငံလည်းကောင်းကြီးဖြစ်ရမယ် Hallelujah စတင်ပြီးတော့ခရိယန်တိုင်းဝိုင်းထဲမှာတော့မှတ်ထားကျွန်တော်ပြောပြမယ်ဒီနိုင်ငံကျွန်တော်အပြင်ကောင်းကြီးဖြစ်ရမယ်အခုတို့ဒီမှာရောက်ရှိလာပြီဒီနိုင်ငံတို့အပြင်ကောင်းကြီးဖြစ်ရမယ်ချင်းမိုင်တို့အပြင်ကောင်းကြီးဖြစ်ရမယ်ဘန်ကောက်တို့အပြင်ကောင်းကြီးဖြစ်ရမယ်မဲဆိုင်တို့အပြင်ကောင်းကြီးဖြစ်ရမယ်ယုံကြည်ရဲပါသလား ယုံကြည်ရဲပါတယ် မျှော်လင့်ရဲပါသလား မျှော်လင့်ရဲပါတယ် ဒါဆိုဆရာပြောမယ်ဆရာစားပြောမယ်အခု serious ထားရအောင်တင်ပျက်စီးဖို့တော့ဘုရားလိုမရှိဘူးနော်တင်ပျက်စီးဖို့ဘုရားလိုမရှိဘူးနော်ရှာဒီမိသားစုတွေထဲမှာငါအမျိုးထဲမှာငါပထမဆုံးမီလီယံနာဖြစ်ရမယ်ဆိုတဲ့သူတွေအာမင် ကင်မရာမန်လား record ယူထားမယ်ဆရာအပေါ်ကနေရိုက်တာလေကင်မရာဆရာလိုချင်တယ်ဘောရိုက်တယ်ဆရာလိုချင်တယ် record ယူထားမယ်ငါတနေ့မီလီယံဆိုတာမြန်မာကျပ်နဲ့မီလီယံမဟုတ်ဘူးနော်ဆရာလက်မခံရတာ American dollar နဲ့ငါမီလီယံနာဖြစ်ရမယ်လို့ယုံကြည်ရတဲ့သူရှိရင်ဖြစ်ချင်တာမဟုတ်ဘူးနော်ဖြစ်ချင်တာမဟုတ်ဘူးနော်ဖြစ်လာမယ်လို့ယုံတဲ့သူ အာမင် လက်နှစ်ဖက်ကိုမြှောက်ပြီးတော့ဝန်ခံရအောင်ဆရာကိုကောင်းချီးပေးမယ် အာမင် Hallelujah ဘုရားသခင်နိုင်ငံတော်ထဲမှာမီလီယံနာတွေအများကြီးလိုအပ်တယ်ကိုတော့နိုင်ငံတော်ကကျွယ်ဝတယ်ဆိုတာကိုဒီလောကကြီးသိစေချင်တယ်ကိုတော့ဒါကြောင့်တာမီလီယံနဲ့ဆိုင်တဲ့ဗိတ်တိတ်ကိုတာတီထဲမှာကြီးညာချင်ပါတယ်ဒီနေ့မြန်မာပြည်သားထဲမှာပင်လျင်ဖယားသားသမီးတွေကမီလီယံနာတွေမာထိုင်မီလီယံနာတွေဖြစ်လာမယ်ဆိုတော့ယနေ့သားဒီနေ့ကနေစပြီးတော့ကြီးညာတယ်ဒီနေ့ဒီနေရာမှာတော့၎င်း online မှာတော့၎င်းလက်ကိုမြောက်ထားပြီးတော့မှယေရှုအားဖြင့်ငါကမာထိုင်မီလီယံနာဖြစ်ပြီလို့ယုံကြည်ဝန်ခံတဲ့သူတွေဖြစ်ပြီဖြစ်ကြောင်းယေရှုနာမနဲ့ကြီးညာလိုက်ပါတယ်ဖခင်အဖဖခင်သခင်တို့အဲ့ဒီအရာကြောင့်ငွေကြောင့်ပျက်စီးတဲ့သူတွေမဖြစ်ပါစေနဲ့ငွေကြောင့်ဆုံးရှုံးတဲ့သူမဖြစ်ပါစေနဲ့နိုင်ငံတော်အတွက်ပေးကမ်းနိုင်တဲ့သူတွေဖြစ်ပါစေနိုင်ငံတော်အတွက်ပေးကမ်းနိုင်တဲ့သူတွေဖြစ်ပါစေဖခင်နိုင်ငံတော်အတွက်ပေးကမ်းနိုင်တဲ့သူတွေဖြစ်စေဖို့ကြွယ်ဝခြင်းကိုဤသားသမီးတွေပေါ်မှာယေရှုနာမ၌မီလီယံနာဘိတ်တိတ်ကိုကြီးညာပေးလိုက်ပါတယ်ဖခင် Amen receive it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  Jesus mighty name Amen ဆရာဘာဖြစ်လို့ကြီးညာလဲဆရာတို့ရဲ့ယုံကြည်သူတွေထဲမှာတသက်လုံးဆင်းရဲခဲ့တယ်မြန်မာပြည်သားတွေထဲမှာငါတို့ပြန်စမယ်ပြန်စမယ်အခု2026မှာဆရာဘိုးဘွားရိတ်တာကိုအစင်းမြင့်ဆောင်မယ်ရှာဝင်တွေခေါ်မယ်နတ်စမတွေခေါ်မယ်စီယုံနီးပါးဖြစ်အောင်သူတို့လှုပ်ထားပြီးတော့မှအကောင်းစားကျွေးမွေးခြင်းတယ်ဒီလောကမှာထွက်သွားခင်မှာသူတို့သူသားသမီးတွေမကျွေးနိုင်ခဲ့ပေမဲ့သူတို့သားသမီးတွေကျွေးခဲ့ရတာသားသမီးတွေမကျွေးခဲ့ရဘူးဒါပေမဲ့ဖခင်သားသမီးတွေပြန်ကျွေးမယ်အာမင်အဲ့အတွက်ငါတို့ကြွယ်ဝဖို့လိုတယ်အာမင်
အာမင်ကျွယ်ဝရှင်နဲ့စတဲ့နေရာယူပြီကျွယ်ဝရှင်နဲ့စတဲ့နေရာယူပြီဒီမှာဆရာယုံကြည်ထားပြီးသားနော်ဒီနေ့ဆရာဆူတောင်းတဲ့အရာဟာဖြစ်ကိုဖြစ်လာပြီဆိုတာယေရှုနာမနဲ့ဆရာကြေညာတယ်ကြေညာနေပြီနော်ညီကိုမောင်မတို့တကယ်ယုံကြည်ဝန်ခံတဲ့သူတွေတကယ်ဖြစ်လာလိမ့်မယ်လမ်းနေဘုရားခင်စတင်ဖွင့်ပေးလာလိမ့်မယ်ဘုရားသခင် divine connection နဲ့စတင်အလုံးလုံးလာလိမ့်မယ်မဖြစ်နိုင်တဲ့ຢာတွေစတင်ဖြစ်စေလိမ့်မယ်အာမင်အာမင်အာမင်ဒီနေ့ဆောက်တော့ကျွယ်ဝတဲ့ mentality ကျွယ်ဝတဲ့အတွေးခေါ်ပိုင်ရှင်တွေဖြစ်ပါစေကျွယ်ဝတဲ့တွေးခေါ်ပိုင်ရှင်တွေဖြစ်ပါစေအာမင်စတဲ့နေရာယူပြီစတဲ့ပရိသေတွေတဲ့ပြီအာမင်မင်းရအကောင်းဆုံးမျှော်လင့်ရအောင်မင်းကဘာကောင်မို့လို့လဲပြောလိုက်စမ်းပါယေရှုရဲ့သွေးတော်အပြင်ထိုက်တန်တော်သူပြောလိုက်စမ်းပါယေရှုရဲ့သွေးတော်အပြင်ထိုက်တန်တော်သူယေရှုရဲ့သွေးတော်အပြင်ထိုက်တန်တော်သူယေရှုရဲ့သွေးတော်အပြင်ထိုက်တန်တော်သူပြောရအောင်ယေရှုရဲ့သွေးတော်အပြင်ထိုက်တန်တော်သူပြောရအောင်ယေရှုရဲ့သွေးတော်အပြင်ထိုက်တန်တော်သူပြောရအောင်ယေရှုရဲ့သွေးတော်အပြင်ထိုက်တန်တော်သူဖြစ်တယ်ဒါကြောင့်ငမျော်လင့်လို့ရတယ်မျော်လင့်လို့ရတယ်မျော်လင့်ရဲရမယ်ကြီးတော်မူပြုမဲ့သူတွေမျော်လင့်ရဲရမယ်တရားဖြင့်လူမျိုးတကာကောင်းကြီးဖြစ်ရမယ်နိုင်ငံတကာကောင်းကြီးဖြစ်ရမယ်ဒီနေတဲ့နေရာမှာစာရဏကကြရှုံးရမယ်ဘုရားခင်နိုင်ငံတည်ထောင်ရမယ်အဲ့ဒီမြို့ရွာစင်းရဲနေတော့မှတရားဖြင့်ကျွယ်ဝတဲ့မြို့ရွာပြန်ဖြစ်လာရမယ်ဒီမြို့ရွာမှာဖြစ်ပထမဆုံးကျွယ်ဝခြင်းကိုတည်ဆောင်တဲ့သူဖြစ်ရမယ်ဟာလေလုယာစတင်ပြီးမျော်လင့်ရအောင်စတင်ပြီးမျော်လင့်ရအောင်စတင်ပြီးမျော်လင့်ရအောင်စတင်ပြီးသိမ့်ပါရအောင်စတင်ပြီးတော့မှဘုရားခင်ပေးတဲ့အရာတွေကိုလက်ခံရယူကြရအောင်အာမင်အာမင် Thank you Lord Jesus ဘုရားခင်နာမဘုန်းကြီးပါစေเอาယနေ့မှာစလည်းညီကိုမောင်မတို့အဲ့ဒီအမျိုးသမီးမမျော်လင့်ရဲခဲ့ဘူးဘယ်လူမှမတွေ့ခဲ့တဲ့အမျိုးသမီးဟာယေရှုနဲ့တွေ့ပြီးတဲ့အချိန်မှာရေအိုးချပြီးတော့မှမြို့ထဲကိုဝင်သွားတယ်စဉ်းစားကြည့်ညီကိုမောင်မတို့မြို့အပြင်မှာနေတဲ့မိန်းမကမြို့ထဲကိုဝင်သွားရဲတယ်လူတွေကိုကြောက်လို့မြို့အပြင်မှာနေတဲ့မိန်းမကမြို့ထဲကိုဝင်သွားတယ်ဘာဖြစ်လို့လဲငါပရောဖက်ကိုတွေ့တာမဟုတ်ဘူးငါမေရှိယကိုတွေ့တာအာမင်မေရှိယဆိုတဲ့ဘယ်တိလားကယ်တင်ရှင်ကိုငါတွေ့တာဟာလေလုယာဟာလေလုယာငါဘသူတွေဘာပဲပြောငါကထိုက်တန်တော်သူယေရှုအပြည့်ဖြစ်သွားပြီဆိုတာငါသိတယ်ဟာလေလုယာငါလွတ်မြောက်သလိုမင်းတို့လွတ်မြောက်စေခြင်းနဲ့ငါလွတ်မြောက်သလိုမင်းတို့လွတ်မြောက်စေခြင်းနဲ့ငါကိုငါမြင်တဲ့အမြင်မှားခဲ့တယ်ဒါပေမဲ့ငါ့ကိုအမြင်မှောင်တက်ပေးလိုက်တယ်သူကတော့မေရှိယဖြစ်တယ်